မင်္ဂလာပါကောင်းမွန်ဝင်လာ channel လေးမှာကြိုဆိုပါရစေဒီနေ့မှာတော့စိုင်းဆရာလွေဦးဟန်ရဲ့ပွဲဆောင်ပါကောင်းတဲ့ခုနှစ်ထွေခင်ခင်ကြီးဆိုတဲ့ဇလန်ကောင်းလေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇလန်လေးမစတင်မီမှာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ပေးပြီးတော့ဘေးမှာရှိတဲ့ notification လေးကိုနှိပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ပါအခုပဲဇလန်လေးကိုစတင်လိုက်ကြရအောင်နော်တိတ်ဆိတ်နေတဲ့ညဉ့်ရံ၌ဒလေဝစီလမ်းပေါ်တွင်မြင်းခွာတဲ့အချက်မှန်စွာပေါ်ထွက်နေပါတယ်Ragib Bara Bajahin 12နာရီထိုးပြီးဖြစ်ကြောင်းကိုဟင်ဒီဘာသာစကားဖြင့်အတိပေးတဲ့အဆုံး၌မြေခွာတန်ကပို၍မြန်ဆန်းလာပါတယ်။ပြေးလိုက်စံဖေးသားကြီးက12နာရီထိုးနေပြီကွာ။ဂေါ်ရင်လမ်းမှာဒလိုစီလမ်းပေါ်သို့အရှိန်ဖြင့်ချုပ်ကွေ့မောင်းနေလာတဲ့ Mori H အနက်ရောင်မော်တော်ကားကဝင်တိုက်မိသလိုဖြစ်သွားတာကြောင့်မြင်းကလက်ပြီးတော့ဗရက်ထရလိုက်ဖြစ်မြင်းလက်မောင်းသူကမြင်းကိုအမြန်ထိန်းလိုက်ရပါတယ်မောင်အိတ်ကားကလည်းအရှိန်မထိန်နိုင်တော့ဘဲနဲ့လက်ပေါင်းပေါ်တက်ခါလမ်းမိတဲ့ကိုဝင်တိုက်ပြီးတော့ရက်တန့်သွားလိမ့်ပါတယ်။မြင်းလင်းမောင်းသူကတော့မြင်းကိုချော်ရင်းနဲ့စိတ်ဆိုးမှန်ဆိုဖြစ်နေချိန်၌မောင်အိတ်ကားထဲကနေပြီးတော့အမျိုးသမီးငယ်တယောက်ပြစ်ထွက်လာပြီးတော့မြင်းလင်းပေါ်သူတက်လာပါတယ်။မြင်းမောင်းမရှိမြင်းမောင်းမဟာဘလို့ဖြစ်ရတာတော့ဒီမှာတက်မိတော့မလို့ကျွန်မတောင်းမှန်ပါရဲ့အသက်လူပြင်းနေရလို့ပါဒီကနေမြင်းသွားပါရှင်နော်။ကြောင်းလက်နေတဲ့အမျိုးသမီးကိုမြင်းလင်းမောင်းသူကဘာမှထက်မမေးတော့ဘဲနဲ့မြင်းကိုကြားဖို့ပြတစ်ချက်ရိုက်လိုက်တဲ့အခါမှာတော့မြင်းကလည်းအလိုက်တသိဖြစ်သူ့နေရာမှာအတော်နေနေပါတော့တယ်ခဏကြာ၌ဂေါ်ရီလန်ထဲမှာအချိန်ပြည့်ချုပ်ကွေ့လာတဲ့ဝစ်လီအမျိုးသားအနက်ရောင်ကားစီးကတော့လမ်းမတိုင်းနဲ့တိုက်ပြီးတော့ရက်နေတဲ့မော်ရီ H ကားအနီးနဲ့ထိုးရက်လိုက်သည်ကိုမြင်းလင်းမောင်းသူမြင်တွေ့လိုက်ရပါတယ်လက်တလန်အနီးသို့ရောက်ကနေ၌ဟော့စလီအမျိုးသားမော်တော်ကားကအပြင်းမောင်းနေလာပြီးတော့မြင်းလင်းအရှိသူကြော်ရက်ပြီးတော့လမ်းပိတ်လိုက်သဖြင့်မြင်းလင်းမောင်းသူလည်းမြင်းစက်ချိုးကိုအမြန်စောင့်ဆွဲလိုက်ရပါတော့တယ်။ကားပေါ်ကအမျိုးသား၃ယောက်ဆင်းလာပြီးတော့မြင်းလင်းစီကိုရှောက်လာနေကြပြီးတော့မြင်းလင်းမောင်းသူကသတိပြည့်စောင့်ကြည့်နေပါတယ်။တွားမြင်သွားပါအမျိုးသမီးပြောဆိုတဲ့ကိုမြင်းလင်းမောင်းသူကဂယူးမဆိုင်အားပဲနဲ့မြင်းလင်းစီတို့လာနေကြသူ၃ယောက်ကိုသာမျက်ကြည့်မပြတ်စောင့်ကြည့်နေပါတယ်။ညနေတကောင်အချိန်နဲ့အမျိုးသမီးတယောက်အနောက်ကိုအသေးအတန်လိုက်နေခြင်းကအကြောင်းတစ်ခုခုရှိမည်ဟုမြင်းလဲမောင်းသူတွေးနေပါတယ်။စင်သန်အမျိုးသားတယောက်ကမြင်းလဲပေါ်သို့ခုန်တက်လာပြီးတော့အမျိုးသမီးကိုဆွတ်ချ၍ပါးကိုဘဲဘဲညာပြန်ရိုက်လိုက်ပါတော့တယ်။ကျန်တဲ့နှစ်ယောက်ကလည်းလက်သီးပြေထိုးသူကထိုးခြေပြစ်ကန်သူကကန်ကြောက်ကြပါပြီ။မိမိနဲ့မသက်ဆိုင်တဲ့ကိစ္စမို့ဝင်မပါလို့တော့လဲအာနန်ဒီအမျိုးသမီးတယောက်ကိုအကောင်မောင်းတန်ယောက်ျား၃ယောက်ကမြင်းလေးပေါ်မှာအတင်းကျပ်ဆွဲချပြီးတော့နိုင်တဲ့စီနီပြုမှုတီကိုတော့လက်မခိုင်တဲ့တစ်ဖြစ်မြင်းလေးပေါ်မှာဆင်းပြီးတော့ထိုသူ၃ယောက်ထံသို့ရှော့သွားပါတော့တယ်။ I say ခမရတို့ကမိမသားတယောက်ကိုအနိုင်ကျင့်နေကြတာမဟုတ်သေးပါဘူး။ခမရနဲ့မဆိုင်ဝင်းမပါနဲ့ကျုပ်တို့အလုပ်ကိုကျုပ်တို့လုပ်နေတာကျုပ်နဲ့တော့မဆိုင်ပါဘူးအမြင်မတော်လို့တွေ့ရင်တော့ကျုပ်ကတော့မနေနိုင်ဘူးဗျ။ခမရကဘာကောင်မလို့ဝင်းပါခြင်းရတာလဲ။ကိုယ့်နေရာကိုနေစမ်းပါဗျာ။မျိုးသားတယောက်ကအမျိုးသမီးကိုလက်နောက်ပြန်ချုပ်ပြီးတော့ကားပေါ်တင်မလို့ပြစ်နေစမှာပဲမြင်းလင်းသမားကဟန်တားလိုက်ခြင်းဖြစ်ပါတယ်ကျုပ်စကားများများမပြောဘူးအမျိုးသမီးကိုချက်ချင်းလွှတ်လိုက်ပါမင်းကဘာကောင်လို့ဝင်ရှုပ်ချင်ရတာလဲငါနာမည်ဘာကောင်ပွဲကြောင်းဘာကောင်ဟာမြင်းလင်းသမားရဲ့စကားကိုကြားလိုက်တဲ့အချိန်မှာတော့အမျိုးသား၃ယောက်မျက်စိမျက်နှာပြတ်သွားကြပါတယ်တိုးတော်လည်းဟမ်ကိုဖို့ဆိုသည့်အတိုင်းအမျိုးသားတယောက်ကတီမတင်ဟန်ပြည့်ရှေ့သို့ချစ်တလန့်တိုးလိုက်ပါတယ်ခင်ဗျားကပွဲကြောင်းပါကောင်းရောဟုတ်လို့လားကျုပ်တို့ကနာမည်သာကြားဘူးတာဗျလူကိုတော့မမြင်ဘူးခက်တော့ခက်တာဟုတ်မဟုတ်စမ်းကြည့်တော့ဗောလေကျုပ်ကလည်းဓာတ်စိန်ကြီးကွာအော်မင်းကကြည့်မြင်နိုင်ကြက်ကြီးရဲ့တပည့်ကိုခင်ဗျားဘယ်လိုလုပ်သိကြလဲမင်းပြောသလိုလူကိုခုမှမြင်ဘူးလားကဲစမ်းကြည့်လိုက်လေဗျာဓာတ်စိန်ကြီးဆိုသူကကိုယ့်အညီတဲကိုအလင်းမြန်နှိုက်လိုက်တဲ့အခါမှာတော့အယိုးသောရှစ်လက်မကန်ရှိပြီးတော့ဓမြောင်တစ်ချောင်းထွက်လာလိမ့်ပါတယ်။ထို့နောက်ဓမြောင်ကိုလက်ထဲ၌ကျင်းလင်းသွားကစားရင်းနဲ့ရှေ့သို့ခြေတလန်းတိုးကကိုပါကောင်းကိုဓာတ်ပြည့်လှက်တစ်ပြက်ပတ်လိုက်ပါတော့တယ်။ကိုပါကောင်းကလှင်မြန်ပိုင်ဘဲချေရှေ့တလန်းတိုးပြီးတော့အစိန်ကြီးဓာတ်ကင်ထားသည့်လက်ကိုပုတ်ထိုးလိုက်ကအရှိုက်ကိုလက်သေးတွေထိုးလိုက်ပါတော့တယ်။ကိုပါကောင်းကြီး
အားပါလွန်တဲ့လက်တိချက်ကြောင့်စိန်ကြီးအသက်မရှူနိုင်တော့ဘဲနဲ့ခွေချောက်သွားလိပါတော့တယ်ဟဲ့ကောင်မိန်းကလေးကိုလွှတ်လိုက်စမ်းငါပြောတဲ့အတိုင်းမလွတ်ရင်တော့မင်းတို့နှစ်ယောက်စလုံးကိုဟိုကောင်တက်ဆိုးသွားလိမ့်မယ်နော်စိန်ကြီးကိုစက္ကန့်ပိုင်းအတွင်းမြေကြီးပေါ်လှည့်သိမ်းနိုင်လိုက်သည်ကိုပါကောင်းကိုတော့ရင်မဆိုင်ရဲကြတော့ဘဲနဲ့အမျိုးသမီးကိုလွှတ်လိုက်ပြီးကားပေါ်တက်ခါမောင်းပြေးသွားကြပါတော့တယ်ကျေးဇူးတင်လိုက်တာရှင်အမိကဘယ်သွားမလို့တော့ကျမနာမည်ကမြကြီးပါခမ ्या ကိုနာမည်မင်းနေတာမဟုတ်ဘူးဘယ်သွားမလို့တော့လို့မင်းနေတာကျုပ်ကဘယ်ကိုလိုက်ဖို့ပေးရမှာဟိုစပယ်လန်ကိုပို့ပေးပါရှင်စပယ်လန်ဟုတ်စားအဲ့ဒီထီတော့လိုက်မပို့နိုင်တော့ဘူးဗျာကျုပ်မြင်းကမောနေပြီဗျအချိန်လည်းမရှိတော့ဘူးကျမကိုလိုက်ပို့ပေးပါရှင်အားကိုးပေးရစေလက်ဥချီပြီးတောင်းပန်နေမနဲ့မမြကြီးကိုတနာပြီးတော့ကိုပါကောင်းကမြင်းလဲပေါ်ကိုတက်ခိုင်းလိုက်ပါတော့တယ်ကဲကောင်းပြီမြင်းလဲပေါ်တက်တော့ဗျာဟုတ်ကဲ့ရှင်မမြကြီးမြင်းလဲပေါ်ရောက်တည်နဲ့ကိုပါကောင်းကမြင်းလဲကိုအတော်နှင်လိုက်ပါတော့တယ်ရှင်လင်းတိတ်ဆိတ်နေသည့်ဒလဟူစီလမ်းပေါ်၌ကိုပါအောင်ရင်မြင်းလဲတစည်းသာမြင်းခေါ်တဲ့အချက်ပန်စွာပြေးလောနေပါတယ်ရှင်နာမည်ကိုပါကောင်းလားဟုတ်တယ်မြင်းလဲကိတ်ကဘယ်မှာလဲရှင်မော်တင်ကန်းနာကညောင်ပင်အောက်မှာပါကျေးဇူးတင်ပါတယ်ကိုပါကောင်းရင်ရှင်သာမကင်ရင်လေမြကြီးကိုအသေးတက်ကြတော့မှာခမတော်တော်နားနေလားဘယ်နဲ့ပြောလိုက်ပါယောက်ျားကြီးတွေထိုးချိတ်ကန်ကြောက်တာမနာပဲရှိပါမလားစေးုံသွားခြင်းလားမတော်တော့ပါဘူးအိမ်ရောက်မှပဲဆေးလူတော့မယ်နို့ရှင်ကအသက်ဖို့ကျွမ်းကျင်တာပဲနော်မြကြီးကြားလိုက်တာပွဲချောင်းဘာကောင်းဆိုလားပဲပွဲချောင်းကဘဲချောင်းလဲရှင်dance school ကိုပြောတာလားဒီမဲ့မိပါဇက်ပိတ်ပြီးတော့အေးဆေးနေစမ်းပါကိုပါကောင်းကလေးတန်းမမဖြစ်ပြောလိုက်တဲ့အခါမှာတော့မမြကြီးလေပါဇက်ပိတ်သွားပါတော့တယ်ဒလေစီလမ်းမှာစပယ်လန်းထဲကိုချုပ်ကွေဝင်လိုက်သည့်နေ့မမြကြီးကမြင်းလေးကိုရခိုင်းလိုက်ပါတယ်ကိုပါကောင်းဒီမှာပဲရက်လက်ပါတော့မြင်းလေးကဘယ်လောက်ပေးရမလဲပေးမနေပါနဲ့ဗျာကျုပ်ပြန်တော့မယ်ခမရသာဒဏ်ရာတွေကိုဆေးလူကိုမမေ့နဲ့အဲ့ဒီလိုတော့မလုပ်ပါနဲ့ညာကြီးပတ်စံသွားယူပြီးပြန်ဆင်းလာပါမယ်ခဏစောအောင်နော်တက်လီကားပေါ်မမြကြီးပြစ်တက်သွားတဲ့အခါမှာတော့ကိုပါကောင်းကမြင်းလေးကိုဒလိုစီလမ်းဘက်သို့ပြန်ကွေ့ရန်ပြင်လိုက်စဉ်ပလမောင်းပေါ်မှာမိတိုင်ကိုမှီရက်နေတဲ့သူကမြင်းလေးစီတို့တလန်းချင်းလျှောက်လာနေသဖြင့်ထိုသူကိုအသေးချာကြည့်လိုက်ပြီးတော့ကိုပါကောင်းကျုံးလိုက်ပါတယ်တခင်မောင်တို့ဟာကိုပါကောင်းကမှတ်မိတာပဲဗျရုပ်ဘလောက်ဖြက်ပြက်ခမ ्या ကိုမမှတ်မိစရာမရှိပါဘူးဗျာရန်ကုန်မြို့ရဲ့နာမည်ကျော်ဖောက်ထွင်းဝိစာကြီးနာမည်ကျော်တခိုးကြီးတခင်မောင်တို့၏နာမည်ရင်းကမောင်တင်ဖြစ်တော်ညာတခိုးမောင်တင်ဆိုသည့်အမည်ကိုတခင်မောင်တို့ဟုစကလိန်ဖြင့်ကင်မိုးတက်ထားကြပါရဲ့နာမည်ကျော်တခိုးတခင်မောင်တို့ကတော့ဗမာလူမျိုးတွေရဲ့အိမ်ကိုဖောက်ထွင်းခိုးယူခြင်းမရှိဘဲနဲ့ဗြိတိရှအရာရှိများ၏အိမ်ဗမာပြည်လုတ်ကင်စရင်ချမ်းသာလဲကြတဲ့ကလားတရီများရဲ့ဆိုင်များအိမ်များကိုသာဖောက်ထွင်းခိုးယူတဲ့တခိုးဝိစာဖြစ်ပါတယ်ဖောက်ထွင်းဝိစာတခိုးမလို့တခင်မောင်တိုးကိုအထင်မသေးလေပါနဲ့ဇနီးမယားကိုအော်စတင်အမျိုးသားကားအကောင်းစားနဲ့ရန်ကုန်မြို့လေကစုလီဖျားလမ်းမပေါ်မှာတိုက်ခန်းနဲ့ထားနိုင်တဲ့သူဖြစ်နေပါတယ်ဟဲညာလေးလာပို့တာလားကိုဘာကောင်ဟုတ်တယ်ခမရကရောဘယ်အိမ်ဖောက်ဖို့ချောင်းနေတာလဲဖောက်ဖို့ချောင်းနေတာမဟုတ်ဘူးကိုပါကောင်းရဲ့အရေးကြီးတဲ့ကိစ္စရှိလို့လာချောင်းနေတာဟေးဟုတ်တယ်ကိုပါကောင်းရဲ့အခုပြန်တော့မှာလားပြန်တော့မယ်ပဇွန်တော်ဒဇာနာကညလုံးပေါက်ဖွင့်တဲ့ကစ္စန်ကာကာဆိုင်သွားကြရအောင်ဗျာအဲ့ဒီရောက်မှပြောကြတာပေါ့ဟာမတော်တော့ပါဘူးဗျာမြင်းရလည်းမောနေပြီဗျကျုပ်လည်းပင်မနေပြီဗျာဟာလိုက်ကစမ်းမှာကိုပါကောင်းရေအရေးကြီးတဲ့ကိစ္စတိုင်ပင်စရာလေးရှိလို့ပါဗျကဲဗျာတက်တကယ်မောင်တို့ကကိုပါကောင်းရဲ့ဘေးမှာတက်ထိုင်လိုက်ပြီးတော့ secret လိတ်ထုတ်ပြီးမိချစ်ရန်ပြင်လိုက်စဉ်ကိုပါကောင်းကတကယ်ငါတို့ဤနှကန်းပြားတွင်တိထားတဲ့ secret ကိုယူပြီးတော့လွှင့်ပြလိုက်ပါတယ်တကယ်မောင်တို့ကျုပ် secret နဲ့ခံလို့မရဘူးဗျဟာ sorry ကိုပါကောင်းရေကျုပ်မေ့သွားလို့ဗျ7မိနစ်ခန့်အကြာ၌ပဇွန်တောင်ဈေးအနီးရှိညာလုံးပေါက်ဖွင့်တဲ့ကစ္စန်ကာကာဆိုင်ရှိမှမြင်းလက်ကိုရက်လိုက်ပါတယ်က
ခေတ်ဆက်ကဆိုင်ဟာအိန္ဒိယလူမျိုးများဖွင့်လှစ်ထားတဲ့လက်ဖက်ရည်ဆိုင်မဟုတ်ဘဲနဲ့အညာကဗမာလူမျိုးဖွင့်လှစ်ထားတဲ့ဆိုင်ဖြစ်သည့်အတွက်ကြောင့်လူလဲရေးအတွက်ဂျိုးပန်းနေကြတဲ့တခင်များလာရောက်စားသောက်တတ်ကြပါတယ်ဗမာလူမျိုးဖွင့်လှစ်ထားသည့်ဆိုင်ဖြစ်သည့်အလျောက်ဗမာမုံနဲ့ရိုးရအစားအစာရောင်းချပေးပါတယ်ကိုပါကောင်လက်ဖက်ရည်ပဲလားဟုတ်တယ်လက်ဖက်ရည်နဲ့ဘိန်းမုံဝယ်မှားလိုက်ဗျာဟုတ်ကဲ့ကိုပါကောင်မကြခင်စပွဲတိုးလေးတယောက်ကလက်ဖက်ရည်နှစ်ခွက်နဲ့ဘိန်းမုံများလာချပေးပါတယ်ပြောစမ်းပါအောင်ဗျပြောပါမယ်ကိုပါကောင်ရဲ့မပြောခင်တခုလောက်မေးချင်လို့မေးပါမေးစမ်းပါစကားပလင်ခမ်းမနေနဲ့ဗျာခုနကခမည်းလိုက်ပို့တယ်မြားကြီးဆိုတဲ့မင်းကလေးနဲ့တီးကျွမ်းလာဘယ်နဲ့အခုမှမြင်ဘူးလားဒါဆိုရင်ဘာကြောင့်ကိုပါကောင်းလို့နာမည်ခေါ်ရတာလဲကိုတခင်မောင်တို့ခမည်းကလေကျုပ်ကိုအဲ့ဒီမင်းကလေးနဲ့ဘာလို့ထင်းနေတာလားမဟုတ်ဘူးကိုပါကောင်းရဲ့အကြောင်းကိုကျုပ်ကောင်းကောင်းသိပါတယ်ကျုပ်သိချင်တာကမြားကြီးနဲ့ကိုပါကောင်းတို့တီးကျွမ်းကြတာဟုတ်မဟုတ်ပဲဆိုတာသူနဲ့ကျုပ်ကရင်းလည်းမရင်းနေဘူးအတီးကျွမ်းလည်းမဟုတ်ဘူးဒါဆိုရင်ကိုပါကောင်းရဲ့နာမည်ကိုသူကဘလို့ကြောင့်သိနေရတာတော့အေးကျုပ်ကလည်းပြန်မေးပါဦးမယ်ခမည်းကဘယ်နဲ့ကြောင့်သိချင်နေရတာလဲအကြောင်းရှိလို့ပေါ့ကိုပါကောင်းရဲ့ကျုပ်ပြောမယ့်ကိစ္စတွေမှာသူလဲပါနေလို့မြားကြီးကဘဲကနေစီးလာတာလေကိုပါကောင်းကလက်ဖက်ရည်တစ်ချိုက်ငုံလိုက်ပြီးတော့တကယ်မောင်တို့ရဲ့မျက်လုံးများကိုစစ်စစ်ကြည့်လိုက်ပါတယ်တကယ်မောင်တို့ကတခုဝိစာဖောက်တင်းဝိစာဆိုပေမဲ့အမှန်တရားကိုမျက်နှိုးသူမျိုးချစ်စိတ်ရှိသူတယောက်ဖြစ်ကြောင်းကိုပါကောင်းသိထားပါတယ်တကယ်မောင်တို့နဲ့ကိုပါကောင်းတို့ယင်းနှိကျွမ်းဝင်ခဲ့ရခြင်းကတော့ဂေါ်ဒရလန်ရှိမင်းကွင်းရှိနဲ့စတင်ခဲ့ပါတယ်စစ်ပါရီ၈ယောက်နဲ့ဗမာလူမျိုးအမျိုးသားတယောက်ကိုတပ်ပုတ်နေသည်ကိုမြင်လိုက်ရရင်မြင်းလေးကိုရက်ကခုံဆင်းလိုက်ပါတယ်ဗမာလူမျိုးတယောက်ကိုစစ်ပါရီ၈ယောက်ကတနက်တင်ပြထုစစ်ဖက်နဲ့ပြည့်စောင့်ကန်နေပုံကတော့မြင်ရင်မကောင်းလာပါဗမာလူမျိုးအမျိုးသားမှန်ပါတယ်မားဒီကိုပါကောင်လုံးဝမစင်စားပါဗမာလူမျိုးချင်းတွေးရင်းသည်မို့ဒီလိုနိုင်တဲ့စီနေစော်ကားတာမျိုးကိုတော့ကိုပါကောင်လက်ပိုက်ကြည့်မနေနိုင်ပါဘူးဗမာမျိုးသားကတိုက်ရိုက်ခိုက်ရင်နဲ့တက်တီကောင်းပါတယ်လူကောင်ထွားပြီးတော့ဘိုင်ဘယ်တနက်ကင်ထားတဲ့စစ်ပါရီများကိုအနိုင်မကန်အရှုံးမပေးစတဲ့ခုခံတိုက်ခိုက်နေတော်လေအများနဲ့တယောက်မို့အင်အားမမျှတသဖြင့်အလူလဲခန်းနေရပါတယ်ရလိုက်ဆန်းခွေးမသားတွေအင်္ဂလိပ်ဘာသာစကားဖြင့်ပြပြတတ်ဆက်ဆိုပြီးတော့တင်းငိမ်အေးစေးသည့်ခြေလမ်းများဖြင့်ရှောက်လာနေတဲ့ကိုပါကောင်းကိုစစ်ပါရီကလားများကတနက်ပြေထိုးချင်လိုက်ကြပါတယ်မင်းတို့ကနေမွေးအင်ပါယာထူထောင်ထားတဲ့ကိုလိုနီဗြိတိရှစစ်တပ်လက်အောက်မှာကျွံခန်းနေကြပြီးတော့လက်နဲ့မဲ့တဲ့လူတယောက်ကိုတနက်ကင်ထားတဲ့ရှေ့ယောက်ကဝိုင်းပြီးတော့ထိုးကြည့်ရလောက်တဲ့အထီကိုတက်တီကောင်းနေကြတာကိုပါကောင်းကပီတပြီးတော့ကြည်မြပြတ်သားလာတဲ့အင်္ဂလိပ်စကားလုံးဖြင့်ပြောဆိုပြီးတော့စစ်ပါရီကလားများထံသို့ရဲရဲဝံ့ဝံ့တိုးကပ်သွားပါတယ်ရဆန်းရှေ့တိုးတာနဲ့ပြစ်မယ်စစ်ပါရီများကတနက်မောင်းကိုဆွတ်တင်ပြီးတော့ချိန်ထားပြီးမယ်ကိုပါကောင်းကတော့အေးလူဖြစ်တိုးကပ်သွားပြီးတော့စစ်ပါရီများထံမှယာရုအကြီးဆုံးဖြစ်တဲ့စူပေရာအရာခံပိုချိန်ထားတဲ့၆လုံးပြူတနက်ပြောင်းကိုကင်ကနှစ်ဖူးတွင်တစ်ထားလိုက်ပါတယ်တည်ရင်ပြစ်လိုက်စမ်းလူဆိုတာတစ်ခါပဲသိရတယ်ကွမျက်မှတ်တာယူနီဖောင်းတွေဝတ်ရိုက်ဘယ်တနက်ကြီးတွေကင်ပြီးတော့လူတယောက်ကိုခွေးဝိုင်းဆွဲသလိုဆွဲနေတာမရှက်ကြဘူးလားမင်းတို့တကယ်တက်တီရှိရင်ငါနဲ့ချမယ်မင်းတို့အားလုံးကိုငါတယောက်တည်းရင်ဆိုင်မယ်ငါရှုံးရင်တနက်နဲ့ပြစ်သက်မင်းတို့ရှုံးရင်တော့ငါ့ကိုဒူးထောက်တောင်းမှရမယ်ဘလို့လဲငါနာမည်ပွဲကြောင်းဘာကောင်းကွာမကြားလိုက်ရင်အသေးချာပြန်မှတ်ငါနာမည်ပွဲကြောင်းဘာကောင်းငါလူမျိုးကိုထိရင်ငါအသွေးသားကိုထိတာနဲ့အတူတူပဲကိုပါကောင်းရဲ့ရဲစွမ်းတက်တီကိုမြင်တွေ့လိုက်ကြတဲ့အခါမှာတော့စစ်ပါရီများအနှင်းငယ်တွန့်သွားကြပါတယ်ဘလို့လဲဟိတ်ကောင်နေငါချမ်းလင်းခေါ်နေတယ်ခုနကတော့တက်တီတွေကောင်းနေလိုက်ကြတာဗမာမြေပေါ်နေဗမာမြေကထွက်တဲ့တင်းညံတွေကိုစားဗမာရေကိုတောက်နေကြပြီးတော့ဗမာလူမျိုးကိုစော်ကားတာမရှက်ကြဘူးလားစူပေတွေက6လုံးပြတနက်ကိုမောင်းပြန်ချလိုက်ပြီးတော့ကျန်စစ်ပါရီများကိုလည်းတနက်ပြန်သိမ်းရင်အမိန်ပေးလိုက်ပါတယ် sorry ကျုပ်တောင်းပန်ပါတယ်ကျုပ်နာမည်စစ်အရှဝါပါခမရရဲ့တတိကိုတော့လူမျိုးကိုချစ်တဲ့စိတ်ကိုသဘောကျပါတယ်ဗျာလေးစားပါတယ်မစ္စတာဘာကောကျုပ်ကမြင်းစီတက်ကစူပေတာအရာခံပူပါတ
သူ့ကိုဘာဖြစ်လို့ထိုးကြရတာလဲကျုပ်တို့ရဲ့ဂျမတာဘူစီလာတဲ့ကားကိုခဲနေပြစ်လို့ဗျကိုပါကောင်းကဗမာအမျိုးသားဘက်ကိုလှည့်ကြည့်လိုက်ပါတယ်သူတို့ပြောတာဟုတ်သလားအင်္ဂလိပ်လိုပြောတဲ့အင်္ဂလိပ်လိုပဲပြောပါဗမာမျိုးသားကကိုပါကောင်းကိုခေါင်းညှိပြလိုက်ပြီးတော့အင်္ဂလိပ်လိုပြောပြလိုက်ပါတယ်အမှန်ပဲအဲ့ဒီကောင်ကလမ်းလျှောက်သွားတဲ့မိန်းကလေး2ယောက်နားကိုကားဖြည်းဖြည်းချင်းမောင်းပြီးတော့ကတ်သွားတယ်ပြီးတော့တင်မားကိုလမ်းနဲ့ရိုက်တယ်မိန်းကလေးကရှက်လို့မအော်ရဲပဲနေလိုက်တာကျုပ်ကဒါမျိုးလိုလက်သွက်တယ်ကအနားမှာရှိတဲ့ခဲကိုကောက်ပြီးတော့ကားကိုပစ်ခဲ့တယ်သူသာဆင်းလာလို့ကတော့သူသေးကိုသေးပဲသူ့ဟာသူဂျမတာမကလို့ဘာတိဖြစ်ဖြစ်ဗျာအဲ့ဒီနေရာမှာဘယင်ငံဖြစ်ဖြစ်နိုင်ရင်ဝင်မဲ့ဖြစ်ဖြစ်ကျုပ်တို့လူမျိုးကိုစော်ကားရင်တော့အသေးသက်ပြင်ပါပဲဗမာမျိုးသားရဲ့စကားကိုကြားတော့စူပေတာအိုက်ကွာကမျက်ခုံးပင့်တက်သွားသလိုကိုပါကောင်းလဲသဘောကျလုံးကြီးပြုံးနေပါတယ်ဘယ်လိုလဲစူပေတာသူပြောတဲ့အတိုင်းဆိုရင်ခမည်းတော်လူဘက်ကအမှားပေါ့ဗျသူ့နေရာမှာကျုပ်ဆိုရင်လဲကျိုးစင်တက်ရင်တက်ရပါစေဗျာအသေးသက်ပြီးတော့ကားထဲထည့်ပြီးမီးရှို့ပြလိုက်ပါ rice ခမည်းတော်မှန်ပါတယ်ဗမာလူမျိုးတွေတက်တီကောင်းတာကျုပ်တိတယ်ဗျကျုပ်တောင်းမှန်ပါတယ်လူချင်းမင်းတို့ခမည်းနာမည်ဘယ်လိုခေါ်သလဲကျုပ်နာမည်မောင်တင်ခမည်းလဲကျင်တော့အခုဘယ်သွားမှာလဲကျုပ်မှမြင်လဲပါတယ်လိုက်ပို့ပေးမယ်လေကောင်းပြီတွားကြမယ်ကိုမောင်တင်ကစူပေတာနဲ့စစ်ပါရီများကိုမကြင်မနဲ့ဖြစ်ကြည့်ပြီးတော့ကိုပါကောင်းနဲ့အတူမြင်းလဲစီတို့လိုက်သွားပါတော့တယ်ထိုချိန်မှစပြီးတော့ကိုပါကောင်းနဲ့ကိုမောင်တင်တို့ဟာရင်းနှီးကြုံမဲ့သွားကြပြီးတော့ကိုမောင်တင်ခေါ်သမျှတခင်မောင်တိုးအကြောင်းကိုလေကိုပါကောင်းတယောက်နှိုက်နှိုက်ချွတ်ချွတ်ပြစ်ခွင့်ရခဲ့ပါတော့တယ်ကဲကိုပါကောင်းကျုပ်မင်းနေတာဖြေးအောင်လေဗျာဘာတွေတွေးနေတာတော့ကိုပါကောင်းကတခင်မောင်တိုးကိုမြားရည်နဲ့တွေ့ဆုံခဲ့ပုံအလုံးစုံပြောပြလိုက်ပါတော့တယ်ဩဒီလိုကိုဟိုကောင်တွေကညရီကိုဖမ်းဖို့လုပ်နေတာကိုကျုပ်ခြေတင်လဲနောက်ကျပါတယ်ဗျာစိုးစမ်းမအောင်တခင်မောင်တို့ရဲ့ညရီနဲ့ခမရကဘလို့ပတ်သက်နေတာလဲညရီကနည်းနည်းရရမဟုတ်ဘူးကဘာကောင်းရဲ့သူကရှေးအောင်ပစ္စည်းတွေအယောင်းဝယ်လုပ်တယ်ဗျာသူလက်ထဲမှာကိုမောင်ခေတ်ကဗရန်များနှောင်းတစ်ခုရှိတယ်ဗရန်များကတော်တော်အိုးတန်နေဗျာစာဂျီဖော်ကင်ဗဲထပ်ပနာဖောက်တုံးကရသွားတဲ့နှောင်းလိုယူဆတယ်ဗျာညရီကအဲ့ဒီနှောင်းကိုဘယ်ကနေရတာလဲဗျကျုပ်ပြောပြီးပြီပဲကိုညရီကရှေးအောင်ပစ္စည်းတွေအယောင်းဝယ်လုပ်တယ်သူနဲ့ပတ်သက်တဲ့ကော်မရှင်မင်းသားကြီးတယောက်စီကနေရခဲ့တာဖြစ်မယ်ကော်မရှင်နာမင်းသားကြီးကအဲ့ဒီနှောင်းကိုဘယ်ကနေရတာလဲဆိုတာကိုမပြောတတ်ဘူးဗျညရီကတော့အဲ့ဒီနှောင်းကိုရိုးရီးယားကလူတယောက်စီကနေချိတ်ပြီးတော့ရောင်းဖို့ကြမ်းနေတယ်အဲ့ဒီနှောင်းကိုအမဲလိုက်နေတဲ့အဖွဲ့တွေရှိတယ်ဗျအဲ့ဒီတော့ခမရကဘာလို့ချင်တာလဲအဲ့ဒီနှောင်းကမင်းတို့မင်းရဲ့မြောင်နှဲဆယ်မိဖုရားခင်သေးရဲ့နှောင်းကိုတိရတယ်ဗျတမိုင်းဝင်ရှေးအောင်ပစ္စည်းကိုတိုင်းတစ်ပါးသားတွေရဲ့လက်ထဲကိုမရောက်စေချင်ဘူးကိုပါကောင်းရဲ့ခမရရဲ့စိတ်ဓာတ်ကိုတော့လေးစားပါတယ်ကျုပ်တို့ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့အမွေနှစ်တွေတော်တော်များများကလပ်ဖြူတွေလက်ချက်ကြောင့်ကုန်လူနေပါဖြစ်နေပြီဗျမှန်တယ်ကိုပါကောင်းကျုပ်ကိုပြောချင်တာအဲ့ဒါပဲဟုတ်တယ်ကိုပါကောင်းရဲ့ခမရဲ့မြင်းလဲဘော်ကနေအများကြီးဆင်းသွားတာတွေ့လို့မေးလဲမေးပြောလဲပြောပြခြင်းလို့ဒီကိုခေါ်လာခဲ့တာဗျကဲပြောပြီဆိုတော့လေကျုပ်ပြန်တော့ဝင်ဗျအချိန်လင့်နေပြီဗျဟုတ်ပါပြီကိုပါကောင်းရေကိုပါကောင်းကတရူဘီတန်လေးငွေဆက်ကုတရက်ကိုဇပွဲပေါ်တင်လိုက်တော့လေတခင်မောင်တို့ကလက်မခံနိုင်နဲ့ကိုပါကောင်းကိုပတ်စံပြန်ပေးလိုက်ပါတော့တယ်ကိုပါကောင်းခမရကမြင်းလဲမောင်းစားနေရတာလေကျုပ်ကဘာဘူးဆိုင်တစ်ဆိုင်ကိုဖောက်လိုက်တာနဲ့တနေ့လုံးစာကိုစားလို့မကုန်တော့ပြန်ယူသွားစမှာဗျာကောင်းပါပြီဗျာ good night ကိုပါကောင်းရင်ကိုပါကောင်းနာမည်ခေါ်တဲ့ကြားလိုက်တဲ့ဖြစ်သတင်းစာဖတ်နေရမှာအတန်လာရကိုကြည့်လိုက်တဲ့အခါမှာတော့အော်စတင်တန်တဲ့အနက်ရောင်ကားပေါ်မှာမမြကြီးကိုမြင်လိုက်ရတဲ့ဖြစ်သတင်းစာကိုချပြီးတော့ကားစီသူရှောက်သွားလိမ့်ပါတယ်ဒီကိုဘာလာလို့တာလဲမမြကြီးကျေးဇူးဆက်ချင်လို့ပါကိုပါကောင်းရဲ့တကယ်မျိုးလုံးစိမ့်ကြီးတွေနဲ့ကြည့်ပြီးတော့ပြောနေလိုက်တာကျေးဇူးဆက်စရာမလိုပါဘူးမမြကြီးဒီလိုလဲဘယ်ဟုတ်ပါမလဲမြကြီးအသက်ကိုကယ်တင်ခဲ့တဲ့ကျေးဇူးရှိဘူးကျေးဇူးဆက်ခွင့်မရှိဘူးလားလာပါကားပေါ်တက်ပါကျုပ်မလိုက်နိုင်ဘူးမမြကြီးမြင်းလေးကိုထားခဲ့လို့မဖြစ်ဘူးအဲ့ဒါဆိုရင်စက်တင်ဟိုတယ်ကိုပါကောင်းကမြင်းလင်းနဲ့ရှေ့ကသွားညာကြီးကနောက်ကနေပြီးဖြည်းဖြည်းချင်းမောင်းပြီးလိုက်ခဲ့မယ်လေဘဝတူမြင်းလေးသမားတွေကပြုံးစစ်စစ်ပြီးကြည်သူကကြည်ဒိုလောထင်ပြီးတော့မေးဖို့မြန်းဖို့အတွက်ပါဇက်ပြင်းနေသူကပြင်းနေကြတာကြောင့်ကိုပါကောင်းလဲဘာမှမစင်စားတော့ပဲနဲ့
မြင်းလဲပေါ်သို့အမြန်တက်ကဘောင်းထွက်လာခဲ့ပါတော့တယ်စက်တင်ဟိုတယ်သို့မရောက်မီဖေသာလန်းနဲ့မာချက်လန်းတောင်ရှိမြင်းလဲဂိတ်မှာအတိမတ်မိတ်ဆွေမြင်းလဲဆရာများစီကိုမြင်းလဲအပ်ခဲ့ပြီးတော့စက်တင်ဟိုတယ်သို့ရှောက်ခဲ့ပါတယ်စက်တင်ဟိုတယ်ပေါ်တီကိုအောက်မှာမမြကြီးကရက်ဆောင်နေပါတယ်ဗျာကိုပါကောင်းဘီယာတောက်တက်တယ်မလားတော်ရစီဘီယာကအရန်ကောင်းတာကျုပ်ရက်တေစာစစ်လက်ရောမတော့ဘူးဗျကိုပါကောင်းကလူတို့လူစမ်းမယ်ဘာကြောင့်လဲကိုပါကောင်းရဲ့ကျုပ်အကြောင်းနဲ့ကျုပ်ပါမမြကြီးရဲ့ညကြီးဘွားမှာလေအရက်မတော့စစ်လီမတော့တဲ့ယောက်ျားကိုတခါမှမမြင်ဘူးသေးဘူးဗျာကိုပါကောင်းစတင်ဟိုတယ်တွေကိုအရှိမဥဆောင်ပြီးတော့ဝင်သွားတဲ့မမြကြီးကိုခနာနဲ့နောက်ပိုင်းအလှကိုမကြည့်ကျင်တော့လေမြင်လိုက်ရပါတယ်တေးသွဲကျစ်လက်တဲ့ခါဝိုင်းပြီးကားနေတဲ့တင်ကအချိုးစစ်ကျလာပါတယ်ကိုပါကောင်ဒီမှာထိုင်ကြရအောင်မမြကြီးကစပရင်ဟိုတယ်စားတော့ခန်းထဲမှာစပွဲဝိုင်းတစ်ခုမှာကလထိုင်တွင်ဝင်ထိုင်လိုက်ပြီးတော့ကိုပါကောင်ကိုလည်းထိုင်ခင်းလိုက်ပါတယ်ကိုပါကောင်ကမမြကြီးနဲ့မျက်နှာချင်းဆိုင်ထိုင်ကုန်တွင်ဝင်ထိုင်လိုက်ရင်းနဲ့မမြကြီးကိုမတိမတာလေးခိုးကြည့်လိုက်ပါတယ်တနခါရောင်ဇိုင်းကြီးပါအောင်မှာအနှိမ့်အောင်ဘော်လီကအထင်းသားပေါ်နေပြီးတော့ရင်သားနှမော်ကတော့ပြင်တို့ခုံထွက်ရန်တာဆူနေတဲ့ကဲ့သို့ရှိနေပါတယ်ပုရိသာတိုင်းစွမ်းမဲ့ရင်ခုန်စင်နိုင်တဲ့အလှကိုပိုင်ဆိုင်ထားသည့်မမြကြီးကိုဆက်မကြည့်မိစေရန်မျက်နှာလွှဲရင်းမမြကြီးကိုမေးလိုက်ပါတယ်ဒန်ယာရီကိုတက်တာပြီလားမမြကြီးတက်တာပါတယ်ကိုကြီးတက်တာပါတယ်ကိုပါအောင်နှစ်ဖူးမှာတော့နည်းနည်းညိုသေးတယ်နော်ဟုတ်တယ်ရှင်စားချက်ထုတ်ထိုးလို့အခုလောက်တက်တာသွားတာဘာစားမလဲကိုပါအောင်ခေါက်ဆွဲရတော့ပဲမှာပါမမြကြီးရဲ့မမြကြီးဘီယာတောက်ချင်တယ်ခွင့်ပြုပေးပါနော်ဩရပါတယ်ဗျခမည်းကြိုက်လို့တောက်တာပဲဗျတောက်ပါကိုပါကောင်းကဘီယာမတောက်တော့ညကြီးအားနာလို့ပါရပါတယ်ကိုပါကောင်းမှအင်းတော်ရှိလားကျုပ်ကလူလို့ပါကောင်းတာပေါ့နေတော့ရောဖုန်းကြီးကြောင်းပါပါမြင်းလေးကကိုပိုင်မဲလားမဟုတ်ဘူးဗျအငှားမောင်းတာမြကြီးအစားတော့မှားလိုက်အောင်မယ်မမြကြီးကဇပွဲတို့ဘိုင်းကိုခေါ်၍စားတော့ဆရာများကိုမှာပြီးတဲ့နောက်မှာတော့လက်ခံအိတ်ထဲမှာ secret ထည့်တဲ့ရွှေရောင်တန်မှုလေးကိုထုတ်လိုက်ပါတော့တယ် secret တော့မတော့ပါနဲ့မမြကြီးရဲ့ဘာဖြစ်လို့လဲကိုပါကောင်ကျုပ် secret နဲ့မခံနိုင်ဘူးဗျsorry နော်ကိုပါကောင်ရပါတယ်မမြကြီးကရွှေရောင်တန်မှုလေးကိုလက်ခံအိတ်ထဲကိုပြန်ထည့်ပြီးတော့ကိုပါကောင်ကိုရှင်းရှင်းဆန်းဆန်းကြည့်နေပါတယ်ကိုပါကောင်ကမမြကြီးကြည့်နေသည်ကိုသိတော့လဲမမြင်ဟန်စောင်းနေလိုက်ပါတယ်ကိုပါကောင်ကိုမြကြီးပြောစရာရှိလို့ဒီကိုခေါ်လာတာပါပြောပါမမြကြီးမြကြီးမှာအနေရီဝိုင်းနေတော့ကိုပါကောင်အဲ့ဒီကျုပ်ကဘာလုပ်ပေးရမှာလဲမြကြီးရဲ့ body cat မလုပ်ချင်ဘူးလားတလားကိုရူပီ900ပေးမယ်လေအဲ့ဒီလုံမျိုးဝါသနာလည်းမပါဘူးဗျလုံလည်းမလုပ်ချင်ဘူးမိမတယောက်ကိုလက်စာယူပြီးတော့အကာအကွယ်ပေးတဲ့ကြီးစားလုံမျိုးကိုဘယ်တော့မှမလုပ်ဘူးဗျမမြကြီးရဲ့no မြကြီးစကားပြောတာလောကြီးသွားရဲ့တကယ်ဆိုရင်မြကြီးကကိုပါကောင်းကိုအကူကြီးတောင်းရမှာကျုပ်မလုံနိုင်ဘူးမမြကြီးကိုပါကောင်းရဲ့စိတ်ဓာတ်ကိုနားလည်ပါပြီစားကြရီရောက်လာပြီမြကြီးကျင်းနေအောင်အားရပါရသုံးဆောင်ပါကိုပါကောင်းရင်စားပြီးတာနဲ့ကျုပ်ပြန်မမြကြီးဟုတ်ကဲ့ပါကိုပါကောင်းစားတော့ရပြီးစီးတဲ့အခါမှာတော့မမြကြီးကကိုပါကောင်းကိုနှုတ်ဆက်ကကားပြေထပ်သွားပြီးတော့ကိုပါကောင်းလည်းမြင်းလင်းရှိရာဖေသာလန်းထိပ်သို့ရှောက်လာခဲ့ပါတယ်စက်တွင်ဟိုတယ်အကျော်၌လမ်းသွယ်တွေကထွက်လာပြီးတော့မျက်နှာချင်းဆိုင်ရက်ထားတဲ့သူနှစ်ယောက်ကိုမြင်လိုက်ရတဲ့အခါမှာတော့ကိုပါကောင်းကဘဲချီရှီတလန်းတက်၍အသိပြင်ထားလိုက်ပါတယ်ဘာကောင်းစိန်ကြီးမင်းရဲ့မြင်လဲကိုမြင်လိုက်လို့မင်းတော်ကိုလိုက်ကြည့်တာမင်းကဟိုတယ်မှာမြအင်းနဲ့အကြည့်စိုက်နေကြတာဘူးကျုပ်ရှိကဖဲလိုက်ပါဖဲပေးမှာဘာကောင်းရင်ဒီလိုနေရာမျိုးမှာတက်တာပြက်တာမလုပ်ချင်ပါဘူးမင်းကဘာဖြစ်ချင်တာလဲစိန်မြအင်းနဲ့ဝေးဝေးမှနေမှာဘာကောင်းကျုပ်တို့ကိစ္စမှာဝင်းမပါပါနဲ့မင်းဝင်ရှုပ်လို့မြအင်းကိုလွတ်သွားပြီမြအင်းကကျုပ်နဲ့ဘာမှမဆိုင်ဘူးစိန်မင်းတို့ကိစ္စမင်းတို့ရှင်းကြကိုပါကောင်းကစိန်ကြီးတို့ထံသို့တတိပြေလျှောက်သွားတဲ့အခါမှာတော့စိန်ကြီးတို့နှစ်ယောက်ကတော့လမ်းဖယ်ပေးလေပါတယ်စိန်ကြီးတို့နှစ်ယောက်ကိုကြော်လွန်ပြီးတော့ခြေလမ်းလေးလန်းခံရောက်တဲ့အခါမှာတော့စိန်ကြီးထံမှာစကားကိုကြားလိုက်ရတဲ့ဖြစ်ကိုပါကောင်းရဲ့ခြေလမ်းများတုံ့ကနေရက်သွားပါတော့တယ်
တတိတော့ထားနေဖို့ဘာကောင်းရကျုပ်ကြောင်မကြခင်သိစေရမယ်မင်းဟာမှလည်းငါတို့လက်ကနေမလွတ်ပါဘူးဘာကောင်းရဲ့ကိုပါကောင်း၏ဒေါသကချက်ချင်းကိုအထွတ်ထိပ်သို့ရောက်သွားသည့်အခိုက်နောက်ကိုချက်ချင်းလှဲ့ကစိန်ကြီးထံသို့လှည့်တစ်ပြက်ပြေးဝင်ပြီးတော့လေထဲသို့ခုန်၍ရင်ဝသို့ကန်လိုက်ပါတော့တယ်ထို့နောက်ကြောင်အန်းဖြစ်နေတဲ့စိန်ကြီးနဘေးမှာလူဤမင်းရိုးကိုညာဝိုက်လက်သီးတစ်လုံးပြစ်သွင်းလိုက်ပြီးတော့အဖြစ်ပြမြကမြန်လွတ်လာပါတယ်ပလက်ဖောင်းပေါ်မှာမှောက်နေကြပါတဲ့စိန်ကြီးတို့နှစ်ယောက်တစ်ချက်ကြည့်ပြီးတော့ကိုပါကောင်းကတလုံးချင်းပြောဆိုကစိန်ကြီးတို့လေဘင်းမှာအနက်ရောင်ဂရီပါလေစည်းပေါ်အောင်ကိုဖြုတ်၍ဘောင်းမီအိတ်တဲ့သူထုတ်သွင်းလိုက်ပါတော့တယ်ငါနာမည်ဘာကောင်းပွဲကြောင်ဘာကောင်းထို့နောက်မမြကြီးကိုစိတ်မချသဖြင့်မြင်းလက်စီတို့အမြန်သွားကစပက်လမ်းဘက်သို့အတော်နှင်သွားလိုက်ပါတော့တယ်စပက်လန်းရှိမမြကြီးနေထိုင်တဲ့တိုက်ရှိသူရောက်တဲ့အခါမှာတော့မမြကြီးစီးလာတဲ့အော်စတင်ကားလေးကိုမြင်တွေ့လိုက်ရတော့လဲစိတ်မချနိုင်သေးသဖြင့်မြင်းလင်းပေါ်တွင်ထိုင်ကအချိန်ကြီးကိုစောင့်ကြည့်နေလိုက်ပါတယ်တနာကြပါခင်ဗျာတနာကြပါခင်ဗျတခင်မောင်တို့ခင်ဗျားလေးလာဆောင်နေတာ哦မြင်းလင်းအနည်းသူရောက်လာတဲ့တရောင်းစားကိုတစ်ချက်ကြည့်လိုက်ပြီးတော့ကိုပါကောင်းပြောဆိုလိုက်တဲ့အခါမှာတော့တရောင်းစားကဟဲ့ပဲရင်မော့လိုက်ပါတယ်ကိုပါကောင်းရာခမရတာ inspector လာဆိုလို့ကတော့ကျုပ်တို့ဟိုလူတွေပုံးစရာနေရာပြေးစရာမြေရှိမှာတော့မဟုတ်တော့ဘူးရာတို့နေစမ်းမအောင်ခမရဘောင်းမီအိတ်ထဲကနေပြီးတော့လဲစည်းပေါ်ဟာတွေကခဏတည်းခွင်ကြီးရဲ့အဖွဲတွေတုံးတဲ့လဲစည်းတွေပါလားဘေးကနေရလာတော့လို့မို့ခမရကိုယ်တိုင်ကခဏတည်းခွင်ကြီးရဲ့လက်ဆွဲပဲလားကိုပါကောင်းရဲ့ခဏတည်းခွင်ကြီးဆိုတာဘာတူလဲဗျနှောင်းကိုအမဲလဲနေကြတဲ့အဖွဲပေါ့ဗျာတခင်ကတို့ကျုပ်ကအဲ့ဒီလိုလုံးမဲ့လူစားမျိုးလားဗျသိပါတယ်ကိုပါကောင်းရာကျုပ်ကစတာပါဗျခမရကိုပြောမှုတဲ့စိန်ကြီးနဲ့တွေ့လို့ဆုံးမခဲ့တာအော်အဲ့ဒီလိုလားကြီးမိနိုင်ကြက်ကြားရဲ့တပည့်ဓားစိန်ကြီးကခုနှစ်တီခွင်ကြီးရဲ့အဖွဲ့ဝင်ကိုခုနှစ်တီခွင်ကြီးဆိုတာဘယ်သူတော့ကျုပ်ပြတခါမှမကြားဘူးပါဘူးဘယ်ကြားဘူးမှာတော့အမောင်တွေကလူတွေကတော့ကြားဘူးယုံမကဖိတ်ဖိတ်တော့အောင်ကြောက်ကြတာဗျအဲ့ဒီထဲမှာတော့ကျုပ်မပါဘူးကျုပ်ပြောပြမယ်ကိုပါကောင်းရဲ့ခင်ဗျားသိထားရမှာကခုနှစ်ထွေခင်ကြီးဆိုတာအမျိုးသမီးမဟုတ်ဘူးမိန်းမရှာပဲဗျဟုတ်တယ်ကိုပါကောင်းရဲ့ခုနှစ်ထွေခင်ကြီးကမိန်းမရှာသူ့နာမည်အရင်ကခင်မောင်ကြီးသူ့အဖေကဘောက်စာတန်လက်တီကြော်တောင်းတယ်တန်လက်တီကြော်တောင်းကိုကောင်းကောင်းသိတာပေါ့ကျုပ်တို့ငယ်ငယ်ကနာမည်ကျော်အင်္ဂလိပ်ဘောက်စာကိုဆက်ဆက်ခန့်အတွင်းတေးအောင်ထိုးနိုင်ခဲ့တဲ့သူပဲခင်မောင်ကြီးကသူ့သားပေါ့ဟုတ်တယ်ကိုပါကောင်းသူကစိန်ဘောကြောင်းထွက်ပဲဗျအဲ့ဒီတုန်းကကြားရဖို့ဗျဘောစင်လဲထိုးတယ်ဘန်ဒိုဘန်ရှီလဲကျွမ်းကျင်တယ်ဗျနောက်တော့ဘလို့ဖြစ်သွားတယ်မသိပါဘူးဗျာသူကဘာလုပ်တာလဲတခင်ကတိုးရဲ့ဆက်လင်းလမ်းမှာဘိန်းကန်းဖွင့်ထားတယ်ဗျရှေးဟောင်းပစ္စည်းအယောင်းဝယ်လေးလုပ်တယ်ရှေးဟောင်းဖျားတွေလည်းခိုးပြီးတော့နိုင်ငံခြားကိုရောင်းနေဗျသူတို့အဖွဲ့တွေကအင်အားတောင်းတွေကိုကိုပါကောင်းရဲ့အချင်းချင်းတော့မသိကြဘူးဗျသူတို့လိုတဲ့အခါမှာခေါ်သုံးတော့ပါဗျာခင်မောင်ကြီးကတိုင်းပြည်ကြမှာလည်းအစင်အမြင့်ကျွမ်းကျင်တဲ့သူတွေကိုခေါ်ထားတာဗျခမည်းနဲ့မြကြီးတွေ့တဲ့နေရာကမြကြီးစီကနေနှထောင်းကိုဝမ်းမဲဆိုပြီးတော့မြကြီးကိုညှဖမ်းဖို့ကြမ်းနေကြတာကျုပ်ပြောခဲ့တဲ့နှထောင်းကိုအမဲလိုက်နေတဲ့အဖွဲ့ဆိုတာခုနှစ်တည်းခင်ကြီးတို့အဖွဲ့ကိုပဲပြောတာကိုပါကောင်းရဲ့သူတို့အဖွဲ့သားချင်းတယောက်နဲ့တယောက်တိကျတာမဟုတ်ဘူးဗျမရှင်တခုရှိမှဆိုရင်တော့ခင်မောင်ကြီးကအနှဲ့ရောင်ဂရီပါလေစည်းတွေကိုထုတ်ပေးတယ်လေစည်းမှာနံပါတ်တွေပါတယ်အဲ့ဒီနံပါတ်တွေကအဖွဲ့ဝင်နံပါတ်ပဲကိုပါကောင်းရဲ့လေစည်းပြန်မအပ်နိုင်ရင်မရှင်မအောင်ဘူးလို့သတ်မှတ်တယ်တေလောက်တဲ့အထိဖြစ်တယ်ပေးတယ်လို့လည်းကြားတယ်ဗျအနှဲ့ရောင်လေစည်းကတေမီရဲ့တမန်တော်ဆိုတဲ့အဓိပ္ပာယ်ကိုပါကောင်းရဲ့အင်္ဂလိပ်မှာနာမည်ကျော်ခဲ့တဲ့ Black Agents ဂိုင်းလိုမျိုးပေါ့ဗျာ Black Agent အဖွဲ့ကဖော်ပညာအဖွဲ့ဗျပညာတတ်တွေပညာရှင်တွေနဲ့ဖွဲ့စည်းထားတာခင်မောင်ကြီးတို့လိုတခိုးချဖို့အဖွဲ့မဟုတ်ဘူးဗျနေစမ်းမောင်ခင်မောင်ကြီးကသူ့နာမည်ရှိမှာခုနှစ်တွေဆိုတာဘာဖြစ်လို့ထည့်ရတာတော့ဗျခင်မောင်ကြီးကနေရာမျိုးစုံမှာပုံစံမျိုးစုံနဲ့လှူရှားလို့ခုနှစ်တွေခင်ကြီးလို့သူ့ကိုယ်သူအမွန်းတင်ထားတာဗျခုနှစ်တွေအကမှာဇော်ကဝင်းကဘီလူးကမြောက်ကအိုးစီကဒိုးဘက်ကစီတော်ကဆိုတာရှိတယ်လေဗျာကြားရစေရုံမှာအသွင်မျိုးမျိုးနဲ့လှူရှားနိုင်တယ်ဆိုတဲ့သဘောပေါ့ဗျာအတော်လေးဟုတ်တယ်ကောင်းမယ်
ခင်မောင်ကြီးတို့အဖွဲနေရအောင်နေရာတိသလားခင်တခင်တို့ကျုပ်မတိဘူးကိုပါကောင်းရဲ့ဒါနဲ့ညကြီးတက်ခန်းပေါ်တက်သွားတာမြင်လိုက်မိလားမြင်ပါဗျာကျုပ်ခွက်တဲ့ဟိုတော့ငါတို့ပြီးတော့ထက်သွားနေတယ်ဗျာညကြီးရဲ့တက်ခန်းကိုခမတိသလားဗျတိပါတတိယတဲ့ညာဘက်ခန်းဘယ်ဘက်ခန်းကဟူရာဘေးနေဆရာပုံနာနေတဲ့ခန်းပဲအဲ့ဒီအခန်းမှာဘယ်သူမှမရှိဘူးဟာခမတော်တော်လေးလာတာပါပဲမလေးလာလို့မှမဖြစ်တာကိုပါကောင်းရေဟိုအဖွဲကမြားကြီးကိုပြစ်မထားနေပြီလေခမပြောတဲ့နှထောင်းကမြားကြီးစီမှာရှိမရှိသေးကြမသေးကြပေမဲ့မြားကြီးတော့အနေရောရှိနေပြီဗျမြားကြီးအခန်းထဲကိုဝင်းပေပြီးပါပြီဆိုကိုပါကောင်းရေသူ့စီမှာမရှိဘူးဟာတဲလဲဟုတ်ပါလားဗျတွက်လာရည်လားဒီလိုပဲပေါ့ဗျာမြားကြီးတွေအနေရရှိနေပြီဆိုတော့ကိုပါကောင်းလည်းကယ်တရှင်လုပ်တော့မယ်ပေါ့လေဟုတ်လားကိုပါကောင်းကျုံနေတော့မဆိုင်တဲ့ကိစ္စတွေတော့ကျုပ်တော့ဆွဲထွက်တယ်လို့တော့ပါရတော့မှာပါဗျာစိန်ကြီးတို့ကလည်းဒီလောက်နဲ့ပြီးတော်မှာမဟုတ်တာဒီတစ်ခါတော့အသေးသက်ပြီးကွာဦးရှိကလာနေတဲ့တုံးကောင်မြင်လားခမရဘောင်းမီတွေကလေစည်းကိုမမြင်စီနဲ့အနဲ့ရောင်လေစည်းကိုစီနဲ့လာနေကြတဲ့သူတုံးကောင်ကိုမြင်တွေ့လိုက်တဲ့ဖြစ်ကိုပါကောင်းကဘောင်းမီအိတ်ထဲမှာဂရီပါလေစည်းများကိုထုတ်၍အင်ဂျင်နဲ့ရင်မက်ကြားတဲ့သူကိုထုတ်ထည့်လိုက်ပါတယ်အနေရောင်ဂရီပါလေစည်းများတဲ့ကိုအင်ဂျင်နဲ့ဘန်ကောက်ပစိုးဝစ်စင်ထားတဲ့လူသုံးယောက်ကတော့ဘေးဘီဝဲယာကိုတစ်ချက်ဝစ်ကြည့်ပြီးတော့မမြရင်နေထိုင်တဲ့တိုက်ခန်းပေါ်သို့မော့ကြည့်၍အချင်းချင်းတီးတိုးပြောဆိုနေပါတယ်ခဏအကြာ၌တိုက်လီကပေါ်သို့တက်သွားကြပါသဖြင့်ကိုပါကောင်းကမြင်းလေးပေါ်မှာဆင်းကလဲစည်းအနက်တစ်ခုကိုထုတ်ယူ၍လဲရင်းမှာစီးလိုက်ပြီးတော့ကြံလဲစည်းကိုတခင်မောင်တို့ကပေးလိုက်ပါတယ်တခင်မောင်တို့ကတော့ကိုပါကောင်း၏အကြံစီကိုတိလိုက်တဲ့နဲ့လဲစည်းကိုလဲရင်းမှာစီးကကိုပါကောင်းနဲ့အတူထိုသူ၃ယောက်နောက်သို့လိုက်သွားလိပါတော့တယ်နောက်မှလိုက်လာတဲ့ကိုပါကောင်းနဲ့တခင်မောင်တို့ကိုမြင်တွေ့သွားတဲ့ဖြစ်၃ယောက်သားတယောက်မျက်နှာတယောက်ကြည့်ကလှေကားကိုစက်မတက်တော့ဘဲနဲ့ချက်ချင်းရင်လိုက်ကြပြီးတော့တယောက်ကကိုင်းကြီးအတွင်းထဲသို့လက်နှိုက်၍ကိုပါကောင်းတို့ကိုအသေးစားကြည့်နေပါတယ်ကိုပါကောင်းနဲ့တခင်မောင်တို့ကအရေးမဆိုင်သည့်ဟန်မြင့်ထိုသူများကိုတိုးဝေပြီးတော့လှေကားအတိုင်းတက်သွားရာကိုပါကောင်းတို့လေပင်တွင်ပတ်ထားတဲ့လေစည်းကိုမြင်တွေ့သွားတဲ့အခါမှာထိုသူ၃ယောက်လည်းကိုပါကောင်းတို့နောက်မှစိတ်ချလိုက်သွားကြပါတော့တယ်မမြကြီးနေထိုင်တဲ့အခန်းဝသို့ရောက်တဲ့အခါမှာတော့အခန်းထဲမှာတပြားချင်းတန်တဲ့တဲ့ကြားလိုက်ရတဲ့ဖြစ်ကိုပါကောင်းကတီးတိုးတန်ဖြစ်ပြောဆိုလိုက်ပါတယ်မင်းတို့ဂျပန်နေကငါအရင်ဝင်လိုက်မယ်ဟိုဟာမကိုဖမ်းပြီးတော့မှမင်းတို့ဝင်လာကြဟုတ်ကဲ့မင်းတို့ကတနက်ပါလား6လူတက်လက်တော့ပါပါတယ်ဘယ်သူစီမှာလဲကျုပ်စီမှာပါအဲ့ဒီတနက်ငါ့ကိုပေးငါအရင်ဝင်မယ်ကျုပ်တို့ကိုခိုင်းတာကအရှင်ဖမ်းခိုင်းတာပေါ့နော်ငါသိပါတယ်ကွာမင်းတို့ကိုစိတ်မချလို့ငါတို့ကိုလွှတ်လိုက်တာနားလေလားစကားသိမများနဲ့အဲ့ဒီခါမှအကြောင်းကိုမင်းတို့ဘယ်လောက်သိလို့လဲအခန်းထဲကနေပြီးတော့တနက်နဲ့ချိန်ပြီးစောင့်မနေဘူးလို့ပြောနိုင်သလားအခန်းထဲမှာသူတယောက်တည်းရှိနေမယ်လို့ထင်နေကြတာမင်းတို့ရောက်မလာရင်လည်းငါကြိုပြီးတော့ရောက်ပြီးအချိန်တွေစောင့်ကြည့်နေတာကွာအတုံးမကြတဲ့ကောင်စွတ်ယူပြီးတက်သွားကြတာမင်းတို့တကားခောက်လို့ဖွင့်မိမယ်ထင်းနေကြတာတကားပွင့်သွားတာနဲ့မင်းတို့ရင်ဘတ်နဲ့နှစ်ဖူးစီကိုကြီးစံနေပြင်းဝင်လာမယ်ဘာမှတ်နေလဲနံပါတ်5အခန်းတော့ဖွင့်ပြီးတကယ်မောင်တို့ကလေစည်းကိုငုတ်ကြည့်ပြီးတော့ပြုံးလိုက်ရင်းနဲ့တော့ကလောက်နဲ့တကားကိုကျွမ်းကျင်စွာဖွင့်လိုက်ပါတော့တယ်မင်းတို့တော့ကတကားဝမှာစောင့်ပြီးတော့အချင်းတွေကိုကြည့်တာတခုခုထူးခြားတာနဲ့လေချုံပြီးတော့အချက်ပေးလိုက်မယ်ငါပြောတာကြားလားကြားပါတယ်တနက်ကိုပေးစမ်းအချက်ကြစီစဉ်ညွှန်ကြားနေသည့်ကိုပါကောင်းကိုအဖွဲ့ဝင်တယောက်ဟုထင်မှတ်ကတနက်ကင်ထားတဲ့သူကကိုပါကောင်း၏လက်ထဲသို့တနက်ထည့်ပေးလိုက်ပါတယ်ထို့နောက်ကိုပါကောင်းကအခန်းတကားကိုအသာဟပြီးတော့အထဲကိုချောင်းကြည့်လိုက်ပါတယ်အဲကန်းထဲနဲ့မြားရီရှိမနေပဲနဲ့ရေချိုးခန်းထဲမှာရေတန်းနဲ့အတူမမြရီသချင်းဆိုတန်ကိုကြားလိုက်ရသဖြင့်ကိုပါကောင်းတွန့်ဆုတ်သွားပါတယ်ချက်ချင်းချက်ဆိုရင်နှကွက်ကမိတောက်တဲ့တခင်မောင်တို့ကတော့ကိုပါကောင်းကိုလည်းမတိမတာတွန်းလိုက်တဲ့အခါမှာတော့ကိုပါကောင်းလည်းရေချိုးခန်းစီတို့ခြေကိုဖားပြီးတွားလိုက်ပါတော့တယ်ရေချိုးခန်းဝါတို့ရောက်တဲ့အခါမှာတော့တကားဝါကိုကြောပေးပြီးတော့ဝင်းလစ်စလစ်ပြီးရေချိုးနေတဲ့မမြကြီးနောက်ပိုင်းအလှကိုမြင်တွေ့သွားခတ်ကိုပါကောင်းရဲ့ရင်တစ်ခုလုံးလှိုက်ဖို့သွားပြီးတော့အသက်ရှူရန်ပင်မီးရောသွားခဲ့ပါတော့တယ်အချိန်နေတဲ့အချိန်ကအရေးကြီးနေပြီဖြစ်တဲ့အတွက်ရေချိုးခန်းထဲသို့အမြန်ပြေးဝင်ပြီးတော့နောက်မှတိုက်ဖက်ကမမြကြီးပါဇက်ကိုလက်ဝါးပြအတင်းပိတ်ကလိုက်ပါတော့မ
မမြကြီးကကျုပ်ပါဘာကောင်းပါအပြင်မှာတင်မင်းတွေစောင့်နေတယ်ကျုပ်ပြောတာနားတော့ကိုပေါင်ကအတန်ကိုမှတ်မိနေဆက်လက်အော်ဟစ်ရုန်းကန်ခြင်းမပြုတော့ဖြစ်စစ်စိတ်ကြောင်တစ်ခုလုံးနဘူးတကဲ့သို့တုံရင်းနေပါတယ်မမြကြီးကျုပ်ပြောသလိုလုံးဝမအော်နဲ့ခမ ्या ကိုကျုပ်ကပါဇက်ပိတ်ပြီးတော့ဖမ်းချုပ်ချင်အောင်စောင့်နေခမ ्या ကရုံးပဲရုံးမအော်နဲ့အပြင်မှာခမ ्या တက်မဲ့သူတွေကိုရောက်နေတယ်သူတို့အခန်းထဲကိုရောက်တာနဲ့မမြကြီးကကျုပ်လက်ကိုကတ်ကျုပ်ကမမြကြီးကိုစောင့်တုံပြီးတော့ဟိုကောင်တွေကိုနှုတ်ပိတ်မယ်မမြကြီးကသဘောပေါက်ကြအောင်ခေါင်းချင်းပြလိုက်ပြီးတော့ကိုပါကောင်းကိုတကားပေါက်ဝါတို့မျက်နှာလွှဲထားရင်လက်ဟန်ကြီးပြလိုက်ပါတယ်ကိုပါကောင်းမမြကြီးကိုလှုပ်ပေးလိုက်ပြီးတော့တကားပေါက်ဝါတို့လှည့်ပြီးမျက်နှာမူလိုက်တဲ့အခါမှာတော့မမြကြီးကတန်းပေါ်တင်ထားတဲ့ထမင်းကိုအမြန်ဆွဲယူလိုက်ကကြပြားကြရဝစ်လိုက်ပါတော့တယ်လာခဲ့စမ်းကောင်းမရုံးမယ်တော့မကြံနဲ့နော်ကိုပါကောင်းအတန်ကိုကြားလိုက်သည်နဲ့ခဏတည်းခင်ကြီးအဖွဲ့ဝင်3ယောက်တိုက်ခန်းထဲသို့ပြေးဝင်လာကြပြီးနောက်တခင်မောင်တို့ကအခန်းတကားကိုပိတ်၍ချက်ချလိုက်ပါတော့တယ်ကောင်းမမယုံနဲ့ဆိုတာပြောမရဘူးလားအာကောင်းမငါ့ကိုကြိုက်တယ်ညကိုပါကောင်းကမမြကြီးကိုတွန်းလှန်လိုက်ပြီးတော့အနီးမှာရန်သူကြီးခေါင်းကိုတနက်တင်ပြီးထုတ်ချလိုက်ပါတော့တစ်ဆက်တည်းမှာပဲလက်စီလက်တကဲ့သို့ကြံနေရောက်ထန်သို့ခြေခံချက်များနဲ့အတူတရောင်နဲ့လက်သီးတို့ကအဆက်မပြတ်ပြစ်သွင်းလိုက်ပါတော့တမီးလေးမျှပြီးမရှိသည့်အချိန်ခဏလေးအတွင်းမှာလေခဏတည်းခင်ကြီးအဖွဲ့ဝင်3ယောက်အတန်ပင်မထွက်နိုင်တော့ဘဲနဲ့ကျမ်းမြေပေါ်၌ပုံလျက်သားလဲကလောကကြီးနဲ့အဆက်တည်းပြတ်သွားလိပါတော့တယ်မမြကြီးအဝိစားမြန်လဲလိုရတဲ့ပစ္စည်းနဲ့အတုံးဆောင်အနေချင်းယူပြီးတော့ကျုပ်တို့နဲ့လိုက်ခဲ့တော့အချိန်မရှိတော့အမြန်လို့ဟုတ်ကဲ့ကိုပါအောင်မမြကြီးခန်းထဲသို့ပြေးဝင်လာသည့်အခါကိုပါကောင်းကတခင်မောင်တို့၏လက်ထဲသို့6လုံးပြူထည့်ပေးလိုက်ပါတယ်တခင်မောင်တို့ခမ ्या က6လုံးပြူယူထားကျုပ်တွေ့မလို့ဘူးရမလို့ဘူးဆိုတာသိပါတယ်ကိုပါကောင်းရမြန်လိုက်တာမှဗျာလက်စီလက်တာကြနေရပဲကျုပ်တောင်ဘာမှမလုပ်လိုက်ရဘူးတွက်လိုက်တဲ့ခြေတွေလက်တွေလက်မတွက်ရင်ကျုပ်တို့ခံသွားရမှာပေါ့ဗျတနက်ကတက်လက်တဲ့မဟုတ်ဘူးလေဗျာဟိုကောင်ချိုင်းကြတဲ့မှာ6လုံးပြူတက်လက်လွဲထားသေးတယ်ဗျမြင်လားမြင်ပြီဗျအတော်လဲကောင်းလဲတဲ့ကောင်တွေပါဗျာလဲလို့ဒီလိုအလိုမျိုးလှုပ်ရှားနေတာပေါ့ဗျကဲကိုပါကောင်းအသိဖြစ်ပြီကိုပါကောင်းနဲ့တခင်မောင်တို့စကားပြောဆိုနေကြစဉ်အခန်းထဲမှာမမြကြီးထွက်လာပါတပတ်ကိုခေါင်းပေါင်းပေါင်းပြီးတော့အဝတ်အစားခန့်နှုံးတို့ဝတ်ဆင်ထားတဲ့အပြင်ဖောင်းကာနေတဲ့လွယ်အကြီးတစ်လုံးကိုလွှဲထားပါတယ်ကောင်းတယ်မမြကြီးအဲ့ဒီပုံစံကောင်းတယ်ကိုပါကောင်းကလည်းလက်ကျနေသူထံမှ6လုံးပြတနက်ကိုဆွတ်ထုတ်လိုက်ပြီးတော့မမြကြီးကိုပေးလိုက်ပါတော့ရော့မမြကြီးဒီတနက်ကိုလူရဲမယ်စောင့်ထားလိုက်မမြကြီးကတနက်ကိုလွယ်အကြီးထည့်လိုက်ပြီးတော့တခင်မောင်တို့စူးစမ်းသည့်အကြည့်နဲ့ကြည်ရင်းနဲ့ကိုပါကောင်းကိုမေးလိုက်ပါတယ်ကိုပါကောင်း तू ကဘာတူလဲသူ့နာမည်ကတခင်မောင်တို့ပါဒါဆိုရင် तू ကဒိုးပမာစီယုံကလားမဟုတ်ဘူးအဲ့ဒီကြောင့်နောက်မှပြောပြမယ်အချိန်မရှိဘူးမမြကြီးအမြင်သွားရစို့ကိုပါကောင်းကားမောင်းတက်လာမောင်းတက်တယ်တခင်မောင်တို့ခမ ्या ပဲမောင်းပို့လိုက်ဗျာကျုပ်ကမြင်းလဲကိုပိုင်ရှင်းစီမှာထားပြီးတာနဲ့လိုက်ခဲ့မယ်ဗမာရှိမယ်ဆိုတာပြောခဲ့ကြအဲ့ဒီလိုမလုပ်နဲ့လေကိုပါကောင်းရဲ့ခမ ्या ရဲ့မြင်းလဲတော့ကကျုပ်တို့လိုက်ခဲ့မယ်မြင်းလဲထားပြီးမှတွားကြတာပေါ့ဟုတ်တယ်ကိုပါကောင်းမြားကြီးလည်းအဲ့ဒီလိုဖြစ်စေခြင်းနဲ့ကဲအဲ့ဒါဆိုရင်ခမ ्या တို့သဘောတိုင်းပဲဗျာကျုပ်ဘဲကိုမောင်းအောင်ပါလေမမြကြီးအင်းစိန်ချိုးကုန်းကိုမောင်းပါကိုပါကောင်းအဲ့ဒီမှာမြားကြီးအတော်ရှိတယ်လောလောဆယ်သူ့စီမှာရှောင်းနေမယ်ကောင်းပါပြီမြားကြီးနှောင်းကဘယ်မှာလဲရှင်ကကျမနိုင်ကိုဘယ်လိုလုပ်ပြီးတည်နေတာလဲမမြကြီးကကားရှိကန်မှာထိုင်းနေတဲ့တခင်မောင်တိုးကိုတာတော်ဖြစ်မေးလိုက်ပါတယ်ကျုပ်မေးတာကိုဖြေစမ်းပါဦးဗျရှင်ကဘာဖြစ်လို့တည်ကျင်ရတာလဲကျုပ်တို့ရဲ့ရှေးဟောင်းအမွေနှစ်တွေတိုင်းတစ်ပတ်လက်ထဲမရောက်စေချင်လို့မေးတာပါရှင်ကရှေးဟောင်းအမွေနှစ်ထိမ့်သိမ့်ကြီးကလားမဟုတ်ဘူးမြကြီးရဲ့ကျုပ်ကတခိုးဝိစာဖောက်ထွင်းဝိစာတယောက်ပဲလို့ပေမဲ့အမျိုးဘာသာတသနာနဲ့ကျုပ်တို့ရဲ့ရှေးဟောင်းအမွေနှစ်တွေကိုထိမ့်သိမ့်နေလीတခိုးပါဇက်ကသူတော်ကောင်းစကားထွက်တာကျမပြည့်အံ့ကိုအံ့ဩရောပဲဗျာသူတစ်ပါးပစ္စည်းတောင်ဖောက်ထွင်းပြီးတော့ခိုးနေတဲ့ရှင်ကိုကျမကဘလို့ယုံရမှာလဲမမြကြီးသူ့ကိုယုံမှာသူ့အကြောင်းကိုကျုပ်ကောင်းကောင်းသိပါတယ်ကိုပါကောင်းကထောက်ခံနေမှတော့ယုံလိုက်ပါမယ်လို့ပေမဲ့နှောင်းပမာရှိတယ်ဆိုတာတော့မပြောနိုင်ဘူးမပြောရင်လည်းကိစ္စမရှိပါဘူးမြကြီးကိုလူမျိုးရဲ့တမိုင်းဝင်ပစ္စည်းကိုတော့တန်မှုထားစေချင်ပါတယ်ကျမကမိဘမတယောက်ပါကျမခြေတော့ပေါ်ကျမရက်တည်နေရတယ်စံချမ်းတတာနဲ့မပူမပင်နေခြင်းနဲ့မြကြီးလောကမှာဘလောက်ပဲချမ်းသာတဲ့သူဖြစ်ပါစေသူ့ပူနဲ့သူပြ
နေတော့ရောင်းလိုက်ပြီးတော့ခမရမပူမပင်နေရပဲလို့ထင်ရင်တော့မှားသွားပြီဗျခမရလက်ထက်ကနေတော့တိုင်းသားဘာသာကိုရောင်းတယ်လို့ကြားတဲ့နေရာခမရတရားမနေပဲမြကြီးခမရကိုမြေလန်းရှာပြီးတက်မယ်ဘာမမြကြီးဒေါသထွက်သွားပြီးတော့လွယ်အိတ်ထဲမှာတနက်ကိုထုတ်ကာတကယ်မောင်တို့ဤဦးကောင်းကိုချိန်လဲပါတော့တယ်ပြစ်ချင်ပြစ်လိုက်ပါမြကြီးကျုပ်ကတကိုးဆိုပေမဲ့စိတ်တဲ့အောက်တန်းကြတဲ့သူတော့မဟုတ်ပါဘူးတနက်မောင်းတင်လိုက်တန်ကြားလိုက်တဲ့ဖြစ်ကိုပါကောင်းကကားကိုလမ်းဘေးတွင်အမြန်ထွက်ရလိုက်ပါတယ်မမြကြီးကျုပ်ကိုတနက်ပေးကိုပါကောင်းကလေးသံမမဖြစ်ပြောဆိုပြီးတော့နောက်ခန်းသို့လက်ဖြင့်တနက်တောင်းနေတဲ့ဖြစ်မမြကြီးလည်းမလွန်ဆန်နိုင်မင်းနဲ့ကိုပါကောင်းလက်ထဲသို့တနက်ထည့်ပေးလိုက်ရပါတော့တယ်ကိုပါကောင်းကမမြကြီးလက်ထဲမှာတနက်ကိုယူပြီးတော့စုံလယ်ထဲမှာကြည်စံများကိုထုတ်ရဘောင်းမီအိတ်ထဲသို့ထည့်လိုက်လိပါတော့တယ်ထို့နောက်ကားကိုဆက်မောင်းလာပြီးတော့ Heaven Land နဲ့သို့ချိုးကွေလိုက်စင်ပါပဲအနောက်မှဟုံးတီးပြီးတော့ကြော်တက်လာတဲ့အနက်ရောင်ဝစ်လီကားကိုမြင်လိုက်တဲ့နဲ့ကိုပါကောင်းမျက်မှောင်တစ်ချက်ကျုံပြီးတော့ကားကိုအစိမ်းရှော့ပေးလိုက်ပါအားလုံးဝင်းနေကြော်တက်နေပြီးကားမှမီးပွင့်များပွင့်ပြီးတော့တင်မင်းတမန်ကြည်စံများကကားပရင်းမှန်နဲ့ဘော်ဒီကိုဖောက်ဝင်သွားကြသဖြင့်ကိုပါကောင်းကအော်ဟစ်သတိပေးနဲ့လီဘာကိုပြစ်နေလိုက်ပါတော့ဒီမောင်တို့ကလည်းဘေးချင်းရှင်မောင်းနေလာတဲ့ဝစ်လီကားစီတို့တနက်ပြည့်အဆက်မပြတ်ပစ်ခတ်နေတာကိုပါကောင်းကြည်စံနေကြုတ်ကိုပြီးကိုပါကောင်းကလက်တစ်ဖက်ပြည့်ကားကိုထိမောင်းရင်းနဲ့ဘောင်းမီအိတ်ထဲထည့်ထားတဲ့ကြည်စံများကိုနှိုက်နေစဉ်ဘေးမှာရှင်မောင်းနေတဲ့ကားအရှိကိုကြော့တက်ကလမ်းပိတ်ရဲလိုက်တဲ့ဖြစ်ကိုပါကောင်းကဘရိတ်ကိုဖိနေလိုက်ပါတော့နောက်ဆုတ်ရန်ဘက်ကီယာထိုးနေစဉ်ပိတ်ရထားတဲ့ကားပေါ်မှာဆင်းလာတဲ့လူသုံးယောက်ကရင်မောင်တန်းပြီးတော့ပြစ်ခတ်နေတော့ကြောင့်ခေါင်းကိုငုံရလီဘာကိုဖိနေလိုက်ပါတော့တယ်နောက်သူမမြင်ရသည့်အတွက်အော်စတင်ကားလေးကလမ်းဘေးမှာခရီးပင်ကြီးကိုဝင်တက်ပြီးတော့ရက်သွားပါတော့တယ်ကိုပါကောင်းမြကြီးကိုခေါ်ပြီးတော့ဟိုတဲပင်နာမှာကွဲနေမမြကြီးကကျုံနောက်လိုက်ခဲ့တော့ကိုပါကောင်းကဘောင်းမီအိတ်ထဲမှာကြည်စံကိုနှိုက်ပြီးတော့စုံလေတဲ့သူအမြန်ထည့်နေရင်မှကားနောက်ရှိခရီးပင်ကွယ်ကိုပြေးသွားပါတယ်တခင်မောင်တိုးကလည်းရင်မောင်းတကားဘက်မှဝန်လျာထိုးရှော်ရင်းနဲ့တနက်ဖြစ်ပြစ်ခတ်နေသူ၃ယောက်ထံသူကြည်စံအချို့ကိုပြစ်လိုက်ပါတော့တနက်သမားတယောက်ခွေကနေလဲကျသွားချိန်မှာတော့ကိုပါကောင်းကကြည်ဖြစ်ပြီးသည့်6လုံးပြူဖြစ်ကြံ2ယောက်ကိုပြစ်ခတ်လိုက်ပါတော့အလင်းမြပြစ်ခတ်ရတဲ့ဖြစ်တနက်သမား2ယောက်မထီဘဲနဲ့လွဲချော်သွားခဲ့ပါမမြကြီးဝင်းနေကားတကားကိုဆွဲဖွင့်ပြီးတော့လမ်းပေါ်သို့ဆင်းပြေးသွားတဲ့မမြကြီးကိုလှမ်းအော်ရင်းနဲ့ပိတ်ရထားတဲ့ဝစ်လီကားစီသို့ကြည်စံ2တောင့်ပြစ်လွတ်လိုက်ပါတော့တယ်ကိုပါကောင်းကျုံမှာကြည်စံမရှိတော့ဘူးဗျချွေးပြီးဖြစ်ကားကိုမပြစ်နဲ့ဗျကျုံမှာလည်း3000ပဲကျန်တော့တယ်ဗျတနက်သမား2ယောက်ကကိုပါကောင်းတို့ဘက်သို့ကာပြစ်ပြင်းရင်းနဲ့မမြကြီးထံချင့်ကပ်သွားသဖြင့်လမ်းတစ်ဖက်၌ဝင့်နေသည့်မမြကြီးထံသို့တွားလူတော်လေတွားရင်မဖြစ်တော့ပါကိုပါကောင်းမမြကြီးကအချိန်ကြီးမဟန်တော့မှသဘောပေါက်သဖြင့်ကိုပါကောင်းကိုလှန့်ခေါ်ပြီးတော့နားကိုတလက်ကားကိုတလက်လက်ညှိုးထိုးပြလိုက်ပါမမြကြီးကနှောင်းကိုပြောဆိုလူမှန်ကိုပါကောင်းနားလေလိုက်တဲ့အခါမှာတော့ကားစီသို့တဟုန်တို့ပြေးပြီးတော့နောက်ခန်းတစ်ခါကိုဖွင့်လိုက်တဲ့အခါမှာတော့ထိုင်ကုန်ပေါ်၌လွဲကြီးတစ်လုံးနဲ့အတူအဝတ်ပြုလုပ်ထားတဲ့အနက်ရောင်အိတ်ကပတ်တစ်ခုကိုမြင်တွေ့လိုက်ရပါတယ်ကိုပါကောင်းလည်းအချိန်မဆွဲတော့ဘဲနဲ့လွယ်အိတ်နဲ့ကပတ်ကိုယူကာညီကြီးပေါ်ကိုလှိမ့်ချလိုက်ပါတော့တယ်ကိုပါကောင်းမမြကြီးမကြောက်နဲ့တနက်သမား2ယောက်ကကိုပါကောင်းတို့ဘက်ကိုပြစ်ခတ်ရင်းနဲ့မမြကြီးကိုဂျိုင်းတစ်ပတ်စီဆွဲမယူကားစီတို့ဒုတိုက်ပြေးသွားကြပါတော့တယ်ကိုပါကောင်းလည်းလက်ကျန်ကြည်စံ3000ပြစ်လွတ်လိုက်စဉ်ဝစ်လီကားကလီဘာနေစက်ကုန်ဖွင့်ကောင်မောင်းထွက်သွားလိမ့်ပါကျိတ်မနိုင်ခဲမရပြီကောက်ခောက်လိုက်ပြီးတော့မိကြီးပေါ်ပြပြမှောက်နေတဲ့တခင်မောင်တို့စီတို့ပြေးသွားပါတော့တယ်ဟဲ့လူတခင်မောင်တို့ခင်ဗျားကိုထိသွားတာလားကျုပ်ရဲ့ဘယ်နန်းဆောင်ကိုရှက်တီးသွားတယ်ကိုပါကောင်းရဲ့ဟာအရေးမကြီးပါဘူးကိုပါကောင်းရဲ့ဟိုခွေးမသားမတည်သေးဘူးအဲ့ဒီကောင်ကိုကားပေါ်တင်ပြီးတော့ဒီနေရာကအမြန်သွားကြမယ်တော့ကြပလိတ်တွေရောက်လာတော့မယ်ဗျဟုတ်တယ်ဗျခင်ဗျားကားပေါ်တက်နေဗျဟိုခွေးမသားကိုကျုပ်တဲလာခဲ့မယ်ဟုတ်ကဲ့ကိုပါကောင်းခွေလဲပြီးတော့ညင်ညူနေတဲ့တနက်သမားကြီးနဘေးမှာတနက်ကိုခါနောက်ဘက်သို့ထိုးပြီးတော့ထိုသူကိုပွက်ချီကကားနောက်ထဲသို့ပြစ်ထည့်ပြီးနောက်ထိုနေရာမှာအမြန်မောင်းထွက်လာပါတော့တယ်ဘယ်လိုလဲတခင်မောင်တို့ကြီးမြင့်နိုင်ကကျုပ်အသိဆရာဝန်ကြီးသွားမလားရှက်တီသွားတာပါကိုပါကောင်းရဲ့နန်ယိုးကိုရှက်တီသွားတာနာနေုံပါပဲကြီးကအထဲကိုဖောက်မသွားလို့တော်သေးတာပေါ့ဗျာအထဲသာဖောက်သွားရင်တော့
နှလုံးတက်တယ်ပဲနိုင်ရိုးနဲ့လက်မောင်းကြားကရှက်ပြီးတော့ထွက်သွားတာတော်သေးတာဗောဗျာအခုဘလို့သွားကြမလဲကေးပင်လဲကိုမောင်းဗျာအဲ့ဒီမှာကျုပ်ရဲ့ဆရာရှိတယ်မြင်သာမောင်းကိုပါကောင်ကားမှာကြည်စံရရွေးကြီးပဲဟုတ်တယ်ဗျကျုပ်လဲတိလို့အမြန်မောင်းနေတာကျုပ်တို့ကိုဘလို့လုပ်ပြီးတော့ခြေရာခံမိသွားလဲမပြောတတ်တော့ပါဘူးဗျာကျုပ်ထင်တော့သူတို့လူတွေအဲ့ဒီနာတဝိုင်းမှာရှိလိမ့်မယ်ဗျကျုပ်တို့ကားနဲ့ထွက်သွားတာမြင်လို့နောက်ကနေပြီးနောက်ခံလိုက်တာဖြစ်မယ်အချိန်နေမပေးသေးလို့အသာစောင့်ပြီးတော့လူပြက်တဲ့ heaven လဲကိုရောက်မှပိတ်စော်တာဗျခမပြောတာဖြစ်နိုင်တယ်စကားမပြောနဲ့တော့အနားယူတော့နောက်ကခွေးမသားနားထောင်နေတယ်ထင်တယ်ခွေးမသားကညီးလိုက်တာမှယောက်ျားမှုတဲ့အတိုင်းပဲဟိုရောက်မှဒီကောင်ကိုအသေးချာမေးရမိနစ်20ကျော်ခန့်အကြာ၌ကင်းမလဲသူရောက်ပြီးတော့တခင်မောင်တို့ပြောသည့်ချမ်းရှိကိုကားရမ်းလိုက်ပါတော့တယ်ကိုပါကောင်ခမကားထဲမှာပဲစောင့်ပြီးတော့ဟိုခွေးမသားကိုကြည့်တာကျုပ်ဆရာကိုအရင်တွေ့လိုက်ဦးမယ်ဗျာကောင်းပြီဗျာတခင်မောင်တို့ကခြံတကားမှာချိတ်ထားတဲ့ခေါင်းလောင်းလေးကိုအဆက်မပြတ်ဆွဲလိုက်တဲ့အခါမှာတော့အမျိုးသားတယောက်ခြံတကားအနီးသို့ရောက်လာပြီးတော့တခင်မောင်တို့နဲ့တီးတူပြောဆိုကြပါတယ်ထို့နောက်အမျိုးသားကအိမ်ဘက်သို့ပြန်ထွက်သွားပြီးတော့ခဏကြာပြန်ရောက်လာတာခြံတကားဖွင့်ပြလိုက်ပါပဲကိုပါကောင်ခြံထဲကိုမောင်းတင်လိုက်တော့ကောင်းပြီဖြို့ကိုပါကောင်ကကားကိုခြံထဲသို့မောင်းတင်လိုက်ပြီးတော့အိမ်ဘေးမှာကားကိုယ်တော်တစ်ခုရှေ့တွင်ရပ်လိုက်ပါတော့ကိုပါကောင်ကားပေါ်မှာဆင်းလိုက်တဲ့အချိန်မှာတော့အိမ်ထဲမှာထောင်တော်မောင်းမောင်းနဲ့အသက်60ကျော်အမျိုးသားကြီးတူထွက်လာပါတော့တယ်ဆရာသက်ခွေးမာသားအကြောင်းရှိမှငါစီလာတယ်လားဟာအဲ့ဒီလိုလည်းမဟုတ်ပါဘူးဆရာသက်ရေဒဏ်ရာရထားတာလားဟုတ်ကဲ့ဆရာသက်တိတ်တော့မများပါဘူးရှက်ထီသွားတာပါကိုပါကောင်ဟောတာကျုပ်ရဲ့ဆရာရင်ဆရာသက်သူကကိုပါကောင်ကျုပ်မိတ်ဆွေရင်းပဲအေးကျုပ်တို့ကိုပြစ်တဲ့ကောင်ကားပေါ်မှာပါလာတယ်ဆရာသက်ဘိုင်းနဲ့လက်မောင်းကြီးကိုတော့ကြီးထိထားတယ်မသေးသေးဘူးသူ့ကိုမေးဆရာတွေရှိသေးတယ်မင်းတို့ဘာဖြစ်လာကြတာလဲတကယ်မောင်တို့ကဆရာသက်ဆိုသူကိုအကျိုးအကြောင်းအတူချုံပြီးတော့ပြောပြလိုက်ပါတယ်မင်းတို့ကမွေးဝေးခေါင်းကိုတွားကင်တာကိုအဲ့ဒီကောင်ကိုမြောက်ခန်းထဲကိုခေါ်သွားပန်ချာဘီဆရာဝန်ကိုဖုံးဆက်လိုက်အောင်မယ်ရတယ်ဆရာသက်ကျုပ်ရဲ့ဒဏ်ရာကပုံးပတ်ယုံမယ်ဟိုကောင်တွေးလုံပြီးတေးသွားရင်မင်းတို့သိကျင်တာမေးလို့မရဘူးလေတေးတာတော့တေးမှာပဲမတေးခင်အမြန်မေးမယ်ဆရာသက်အဲ့ဒါဆိုလဲမြောက်ခန်းထဲကိုခေါ်သွားပြီးအသေးချာမေးမင်းတန်ရာကိုလည်းဆေးထည့်ပေးဦးစိုးမြင့်သူတို့ကိုဆေးပေးလိုက်ဟုတ်ကဲ့ဆရာကြီးဟေ့ကောင်မင်းတို့ခေါင်းဆောင်ခဏတွေခငင်းပပနေတာလေပြောစမ်းကျုပ်မသိဘူးမသိရင်လည်းသိအောင်လုပ်အောင်မှာပေါ့ကွာတခင်မောင်တို့ကဘိုက်မှာကြည်ဖောက်ဝင်ထားတဲ့အပေါက်ထဲသို့လက်ညှိုးထုတ်ထည့်ပြီးတော့မှွေလိုက်ရငဲတဲ့ပေါင်អော်လိုက်တာပေါ့အမလေးနားလိုက်တာဗျာနားလိုက်တာညာကြီးကိုဘယ်ခေါ်သွားတယ်လဲကျုပ်မသိဘူးဟောဒီဟုတ်ကဲ့ဆရာတဲ့မြောက်ခန်းထဲသို့ဆရာသက်ဆင်းလာတဲ့ဖြစ်တခင်မောင်တို့ကစစ်စစ်မြင်းမြန်းကြီးကိုခိတ္တရက်ထားလိုက်ပါတယ်ရန်သူကိုစစ်စစ်မြင်းမြန်းနေဆိုတာအဲ့ဒီလိုပြော့လို့မရဘူးကွာအပေါ်ကနေနားထောင်နေတာမင်းတို့ဟာတိတ်တယ်မဟုတ်သေးပါဘူးဒီမကြီးငါလုပ်ပြဆရာသက်ကအသိယူလာတဲ့ကိုညက်ပြထိုသူဤလက်ညှိုးထိတ်ကိုတိကျနေဖျက်ချလိုက်ပါတော့တယ်အမလေးဗျသေးပါပြီအမလေးဗျမေးတာမဖြစ်ငဲပါဦးကဖြတ်မယ်ပြောပါမယ်ဗျပြောစမ်းခொနရီခငင်းကြီးဘာမှနေတာလေလောင်းဝစ်လမ်ချန်နေမှာပါချန်နံပါတ်ပြောစမ်းဟဲ့ကောင်ထိုသူပြောသည့်ချန်နံပါတ်ကိုတခင်မောင်တိုးနေကိုပါကောင်းတို့အခြေတေချာမှတ်ထားလိုက်ကြပါတော့တယ်မင်းပြောတဲ့အတိုင်းမဟုတ်လို့ကတော့ငါတို့ပြန်လာရင်တော့ဖြတ်ပြမှာတော့ငဲပါဦးပဲဖြတ်ပြမှာမလိမ့်နဲ့နော်မောင်တင်ဒီကောင်လက်ညှိုးကိုတွေးတိတ်သွားအောင်လို့ကြိုးကြည့်ထားလိုက်တော့ပြီးတာလည်းမင်းတို့နှစ်ယောက်စလုံးအပေါ်တက်လာခဲ့ကြတော့ဟုတ်ကဲ့ဆရာတဲ့မင်းတို့ဘယ်လိုစီစဉ်ထားလဲမောင်တင်ကျုပ်တို့သူတို့စီဒီညသွားမလားလို့မဟုတ်ဘူးသွားရပါဟိုကလေးမစီမှာနှောင်းပါသွားတယ်မလားအဲ့ဒါကျုပ်လည်းမသိဘူးဗျကျုပ်နဲ့ကိုပါကောင်းတို့အသက်လူပြီးတော့အပြန်လန်ပြစ်နေရတော့တတိမထားမိလိုက်ဘူးမြားကြီးကိုဆွဲခေါ်သွားတဲ့အချိန်မှာကျုပ်ကအသက်တောင်ရှူမရအောင်နာလုံးလို့မှောက်နေရတာဗျမောင်ပါကောင်မင်းကဘယ်လိုစီစဉ်ထားတယ်လဲဦးကြီးပြောသလိုပဲဒီနေ့ညချန်ထဲကိုဝင်ကျင်နေခုနရီခငင်းကြီးအကြောင်းကိုမင်းဘယ်လောက်သိထားတယ်လဲမောင်ပါကောင်ကိုပါကောင်ကတခင်မောင်တူကိုတစ်ချက်ကြည့်လိုက်ပြီးတော့မင်းကိုပြလိုက်ပါတယ်သူပြောထားတဲ့လောက်တော့သိထားပါတယ်မောင်တင်ပြောတဲ့လောက်ပဲသိထားတယ်ဆိုရင်တော့ခဏတွေခငင်းကြီးကဘာတူလဲဘယ်လိုလဲဆိုတော့ပြောစမ်းမအောင်
ခုနှစ်တွေကငင်းကြီးဆိုတာမိမစာတယောက်လို့သိထားပါရဲ့မှန်တယ်မမကောင်းခုနှစ်တွေဆိုတာသဘောပေါက်တယ်မလားသိပါတယ်ဦးကြီးအဲ့ဒီကောင်ကအရင်ရက်ဆက်တယ်ရုံးပါတယ်ကောက်ကျစ်စင်းလဲတယ်သူ့ချန်တဲ့ကိုဝင်ရင်သတိမပြတ်စေနဲ့မင်းကတိုင်းပညာရှင်တယောက်လို့ငါထင်တယ်ဟုတ်သလားမမကောင်ဟုတ်ပါတယ်ဦးကြီးပွဲကြောင်းထွက်ပါတဲလဲဟုတ်ပါလားကိုပါကောင်ပွဲကြောင်းဆိုတာဘာကိုပြောတာလဲဗျကျုပ်လဲအခုကြုံမှမေးဖြစ်တော့တယ်ပွဲကြောင်းအကြောင်းကိုပြောရမယ်ဆိုရင်တော့ရှေ့တယ်ဗျတော့ထဲမှာသတင်းသုံးနေကြတဲ့ယတိယဟန်တွေကအညောင်းပြည်စီဖို့နဲ့ခိုးသားဓမြတွေရဲ့ရန်ကိုရင်ဆိုင်နိုင်ဖို့တိုင်းပညာရက်ကိုတည်ထွင်ခဲ့ကြတယ်အဲ့ဒီတိုင်းပညာရက်တွေထင်ရှားကြော်ကြားလာတဲ့အခါမှာတော့မင်းနေပြည်တော်ကဆင့်ခေါ်ပြီးတော့သားတော်သမီးတော်တွေနဲ့မင်းကြီးနေစစ်တီတော်တွေကိုတင် जा စီခဲ့အရက်ထဲမှာသတင်းသုံးပြီးတော့တိုင်းပညာတင် जा ပေးတဲ့ကျောင်းကိုဂမဝတီဝီကျောင်းလို့ခေါ်တယ်ဗျတောနေရယဟန်တွေတင် जा ပေးတဲ့နေရာကိုအရင်ညဝါတီပွဲကျောင်းလို့ခေါ်ရဲဗျခမကာတီပွဲကျောင်းကဆရာရသေးတွေကလူတွေနဲ့အတူနေထိုင်ပြီးတော့လူမျိုးရေးစည်းကမ်းတွေဖောက်ပြက်ဘာသာရေးပိုင်းတွေတိုက်ပြီးတော့စီးစိမ်ရင်မှုလာကြတော့အနော်ထားမင်းလက်ထက်မှာတော့ဂမဝတီဟန်းတွေကိုနှိမ်နှင်းခဲ့လို့ပွဲကျောင်းပညာလည်းမှိမ့်မိခဲ့ရပြန်နေဗျပကံကိုဂုံမုံကိုတွေဝင်တိုက်တဲ့အခါမှာတော့အရညအရင်ညဝါတီပွဲကျောင်းကလူငယ်လူရည်တွေကတိုင်းပြည်အတွက်ဝင်တိုက်ပေးခဲ့ရနေပြီးတော့ပွဲကျောင်းတွေကပြန်ပြီးတော့အသက်ဝင်လာပြန်နေဗျဂမဝတီပွဲကျောင်းကတင် जा တဲ့အတက်ပညာနဲ့အရညအရင်ညဝါတီပွဲကျောင်းကတင် जा တဲ့အတက်ပညာတွေမတူကြဘူးဗျဂမဝတီပွဲကျောင်းကအင်းအိုင်လက်ဖွဲ့ရဲတွေကအဆောင်ပယောဂအရင်းနဲ့ကာမအာဇီတွေရုပ်ပြကိုနုစေးတွေဓာဘီတုပ်ပြီးစေးတွေကာယတိတ်တိပိယတိတ်တိစေးပညာတွေကိုတင် जा ပေးရဗျတိုင်းပညာမှာလည်းထိုးနှက်တာမခံနိုင်ဘူးခန္ဓာကိုယ်တန်ဆွမ်းကြန့်ခိုင်မှုဆိုတာရုပ်ပိုင်းဆိုင်ရာလေ့ကျင့်မှုတွေအဓိကထားတယ်အရညအရင်ညဝါတီပွဲကျောင်းကတော့နက္ခပညာဘေးပညာတွေနဲ့တစ်ဥတစ်ဖူတွေကနေပြီးတော့ဆေးပေါ်ဆက်ပြီးတော့ယောဂကုသတဲ့ပညာတွေတောထဲမှာနေထိုင်တဲ့အတတ်ပညာတွေသင်ကြားပြီးပြီဗျတိုင်းပညာရက်မှာတော့ရုပ်ပိုင်းဆိုင်ရာထက်စိတ်ပိုင်းဆိုင်ရာကိုအဓိကထားတာပေါ့ဗျာရန်သူနဲ့အားနည်းချက်အားသာချက်တွေကိုလေ့လာပြီးတော့ဉာဏ်နဲ့ရှင်တိုက်ခိုက်တဲ့ပညာပေါ့ဗျာပွဲကျောင်းပညာမှာတော့အဆင့်၅ဆင့်ရှိတယ်ဗျပထမအဆင့်မှာတော့ဝိုင်းဝင်ဝိုင်းထွက်ဖြေရတယ်ဗျ၃ယောက်ဝိုင်းအောင်မှ၅ယောက်ဝိုင်းဝင်ရတယ်အဲ့ဒီအဆင့်တွေအောင်မှအခြေခံအဆင့်အောင်တယ်လို့ပဲသတ်မှတ်တယ်ခန်းဝင်ခန်းထွက်လူ12ယောက်ကိုအောင်မှဒုတိယအဆင့်လို့သတ်မှတ်တယ်ရွာဝင်ရွာထွက်လူအယောက်90ကိုအောင်မှတတိယအဆင့်လို့သတ်မှတ်တယ်ဗျမြို့ဝင်မြို့ထွက်လူအယောက်100ကိုအောင်မှစရုဒ္ဓအဆင့်လို့သတ်မှတ်တယ်တောဝင်တောထွက်ကတော့တောထဲမှာ5-6လနေထိုင်ပြီးတော့အန္တရာယ်တွေကိုရင်ဆိုင်ပြီးလို့အောင်မြင်မှပစ္စမအဆင့်ကိုသတ်မှတ်တယ်ဗျအဲ့ဒီအဆင့်ကိုယတိယဟန်တွေပဲအောင်မြင်ကြတယ်လीပွဲကြောင်းဆိုတာကတော့အထာရတ18ကိုတင် जा ပြီးတဲ့နေရာပေါ့ဗျာဒါတလဲဝိုင်းထွက်ပညာဆိုတာနာမည်ကြီးပေါ့ဗျာကိုပါကောင်းကဘယ်အဆင့်လဲဗျတကယ်မောင်တို့မေးသည့်မေးခွန်းကိုကိုပါကောင်းကမဖြေဘဲနဲ့ပြုံးယုံတာပြုံးနေလိုက်ပါတော့တယ်မောင်တင်မမေးရဘူးကွဟုတ်ကဲ့ဆရာတဲ့ကျုပ်ကမသိလို့မေးမိတယ်ပါဗျာဘောင်ရင်ကကိုယုံကြည်နေတဲ့ဆိုရင်တော့တော့ပေါ့ကျုပ်ပါလိုက်သွားမယ်ဆရာတဲ့မင်းတဘောပဲမောင်တင်တနက်တော်ဆောင်သွားကျုပ်တို့မှာ6လုံးပြူ2လက်ရှိတယ်ဗျကြည်စံမရှိတော့ဘူးဆရာတဲ့အားစီမှာကြည်စံရှိတယ်ယူသွားခဏလေးခင်ကြီးကညနေညတဲ့များတယ်လိုအပ်ရင်တနက်3တင်3ရမယ်ဦးကြီးကသူ့ကိုတိတိလားဗျတိတ်တီးတာပေါ့မောင်ကောင်းရင်သူနဲ့ကျုပ်တို့အလုတ်တူတူတွဲလုပ်ခဲ့ဘူးတယ်ကျုပ်လဲလူကောင်းတယောက်တော့မဟုတ်ပြီကျုပ်ကိုကောက်ကြည့်ခဲ့လို့ထောင်3နှစ်ကြာခဲ့ဘူးတယ်အဲ့ဒီကြောင်းတော့မပြောပြစေနဲ့ရပါတယ်ဦးကြီးရယ်မပြောတဲ့ရင်လည်းမပြောပါနဲ့မောင်တင်မင်းတန်ရကိုစစ်တဲ့အောင်ကွာဟုတ်ကဲ့ဆရာတဲ့ဟိုကောင်းကိုဒီမှာခဏထားခဲ့မယ်သူပြောတဲ့အတိုင်းမဟုတ်ရင်ပြန်လာပြီးတော့တတ်မလို့သူပြောတဲ့နေရာကအမှန်ပဲမောင်တင်ငါပဲရှင်းလိုက်ပါမယ်ကောင်းတာပေါ့ဆရာတဲ့ဦးကြီးကအဲ့ဒီခြံကိုရောက်ဖို့လို့လားရှေးအောင်ပစ္စည်းတစ်ခုတွားပြတော့ကရောက်ဖို့တယ်မောင်ကောင်းရဲ့ခြံထဲမှာနှစ်ထပ်တိုက်တစ်လုံးရှိတယ်ခြံထဲမှာအဆောင်4ယောက်ကချူတီချင်းနဲ့စောင့်နေကြတယ်အိမ်ကြီးနဲ့ကက်လျက်မှာတိုက်လေးတစ်လုံးရှိတယ်အဲ့ဒီတိုက်လေးကအဆောင်နေနေတဲ့တိုက်ပဲကွင်းမွေးထားသလားဦးကြီး
ခွေးတော့မတွေ့မိဘူးကွာခွေးတွေလုံနဲ့လေးကောင်စောင့်နေမှတော့ခွေးမွေးစရာမလိုတော့ဘူးပေါ့ဟုတ်ကဲ့ဦးအိမ်ကတော့အထဲမှာအပြန်စားပဲကျန်းကင်းကိုပါရှန်ကော်စောတွေအပြစ်ခင်းတာလားအိမ်ကောင်းရင်ဘက်မှာတော့ရေခုကန်ရှိတယ်အုံနေရန်ကိုကြွတ်တက်ရင်တတိထားကြတအားလွတ်ထားရင်လည်းတေးကုန်လေဟုတ်ကဲ့ဦးလိုရတာယူသွားမှာပါမင်းတို့ဘယ်ချိန်သွားကြမလဲမောင်ပါကောင်မောင်နာနဲ့စထွင်မဦးအသေးချာစီစဉ်ပြီးမှလုပ်ကြနော်ဟုတ်ကဲ့ဆရာတက်ဦးပြောပါမောင်ပါကောင်ဦးမှာဓမြောင်ကောင်းကောင်းလေးတက်လက်တော့မရှိဘူးလားရှိပါဗျာရှိပါခဏစောအိမ်မော်တက်သူဆရာတက်သွားပြီးတော့ခဏကြာနေအနဲ့ရောင်ဂရီပါစပြည့်ရစ်ပတ်ထားတဲ့အရာတစ်ခုကိုကင်ကအောက်တက်သူဆင်းလာပါတော့တယ်ရော့မောင်ပါကောင်ဖွင့်ကြည့်လိုက်စမ်းပါဦးအနဲ့ရောင်ဂရီပါစကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့တစ်သားလက်ကင်ယူကိုတက်ဆင်ထားတဲ့တရောင်သားများရှိတဲ့ဓာတ်တို့တလဲကိုမြူတက်လိုက်ရပါတယ်ဒိန်ထဲမှာဓာတ်ကိုဆွဲလိုက်တဲ့အခါမှာတော့နှခါးရောင်ထနေတဲ့နှစ်ပတ်သွားဓမြောင်ဖြစ်နေပါတယ်တစ်သားဒိန်နဲ့တစ်သားလက်ကင်ယူတက်ဆင်ထားတော့လေဓာတ်တန်ကအတော်ကောင်းမွန်လာပါတယ်အဲ့ဒီဓာတ်ကနေသိန်းဝင်မင်းလာတစ်ခါရရဲ့ဓာတ်ပဲဒီဓာတ်နဲ့နိုင်ငံသားပြန်ဘဘဲဝင်ဥထုံးအောင်ကလက်ဆောင်ပေးခဲ့တာပဲအမြင်မလှပေမဲ့တန်သားကတော့အလွန်ကောင်းတယ်မောင်ပါကောင်းရဲ့ဓာတ်တန်ကိုမြင်ခဲ့ကတိပါတယ်ဦးကြီးရဲ့အတုံးပြူပြင်ကျုပ်ကိုပြန်အပ်ဖို့တော့မမေ့နဲ့လေနော်မမေ့ပါဘူးဦးကြီးရဲ့မင်းတို့လိုရတာရှိရင်စီစဉ်ကြအောင်ငါလှုပ်ရှားလေးတွေလွတ်လိုက်အောင်မယ်မင်းတို့တော့အချိန်သားကိုပြောစိုးမြင့်ကိုကားနဲ့လိုက်ဖို့ခိုင်းလိုက်မယ်အဲ့ဒီချံကို तू တိတယ်ကားယူမသွားကြနဲ့မင်းတို့စားဖို့တော့ဖို့စိုးမြင့်ကိုစီစဉ်ခိုင်းလိုက်မယ်ဟုတ်ကဲ့ပါဆရာတက်ဒီချံပဲဗျကိုစိုးမြင့်ကခြံရှိကိုဖြတ်မောင်းရင်းနဲ့မင်းကိုပြလိုက်တဲ့ဖြစ်ကိုပါကောင်းနဲ့သခင်မောင်တိုးတို့နှစ်ယောက်လှည့်ကြည့်လိုက်ကြပါတယ်ခြံဝင်းအတွင်း၌နှစ်တက်တိုက်ကြီးတစ်လုံးရှိပြီးတော့မီးရောင်မင်းမင်းသာထွန်းထားတယ်လူနှစ်ရက်ကြော်များမြင့်တဲ့အုတ်တိုင်းနဲ့အလောပိတ်ထားတဲ့တန်တကားကြီးတို့ကြောင့်ခြံဝင်းအတွင်းကိုမမြင်ရပါလက်မိတဲ့များကလည်းတတိုင်းနဲ့တတိုင်းဝေးကွာလွန်ပြီးတော့လမ်းဘေးနဲ့ဆက်ပြိုးထားတဲ့ခီးပီကြီးများကြောင့်ပေါင်ကြီးကျနေခဲ့ပါတယ်ကိုစိုးမြင့်ဟိုနေရာမှာရက်လိုက်ကားရပြီးတာနဲ့ချက်ချင်းမောင်းတော့နော်ဟုတ်ကဲ့ကိုမောင်လေးတတိထားကြအောင်နော်ခြံထဲကိုဝင်ရင်နောက်ဘက်ခြံထဲကနေဝင်ပြအဲ့ဒီခြံမှာဘယ်သူမှမရှိဘူးအဲ့ဒီဘက်မှာအဆောင်နေတဲ့နေရာပဲမဟုတ်ဘူးဗျကျေးဇူးတင်တယ်ကိုစိုးမြင့်ကကားရက်ပေးလိုက်သည်နဲ့ကိုပါကောင်းနဲ့တခင်မောင်တိုးတို့နှစ်ယောက်ကားပေါ်မှာအမြန်ဆင်းကအမောင်တူတဲ့သူတိုးဝင်သွားခဲ့ကြပါတော့ကိုပါကောင်းကိုစိုးမြင့်ပြောတာဟိုခြံပဲဗျခြံထဲမှာအိမ်တလုံးတော့ရှိလူနေတဲ့ပုံတော့မပေါ်ဘူးဗျအိုတတိုင်းကလူတရက်စာလောက်မှာအင်္ဂလိပ်ပန်းကွက်တွေနဲ့ထည့်ထားတော့ကြောဝင်ဖို့လွယ်တယ်ကျုပ်တို့အချိန်ကြီးတွားကြည့်ကြမယ်တနက်ထုတ်ထားတယ်တခင်မောင်တို့ ready ပါကိုပါကောင်းရင်တွားကြစို့ကိုပါကောင်းနဲ့တခင်မောင်တို့ခုနှစ်တွေ့ခင်ကြီးခြံဝင်းနဲ့ကလျက်ခြံဝင်းအနီးတို့အလင်းမြန်ချင်းကလိုက်ကြပါတယ်ကိုပါကောင်းခြံထဲကိုကျုပ်အရင်ဝင်ပြီးတော့အချိန်ကြီးကြည့်မယ်ကျုပ်အချက်ပေးလိုက်တာနဲ့ဝင်လာခဲ့ခမရဲ့ပခုံးပေါ်ကနေတက်မယ်ဗျာကောင်းပြီကိုပါကောင်းကထိုင်ချပေးလိုက်ပါတခင်မောင်တို့ကကိုပါကောင်းရဲ့ပခုံးနှစ်ပတ်ပေါ်တက်ပြီးတော့ရက်လိုက်ပါတယ်ရပြီကိုပါကောင်းတခင်မောင်တို့ကအစင်သစ်ဖြစ်တည်နဲ့ကိုပါကောင်းကအရှင်ယူ၍ထရက်လိုက်တည်တွင်တခင်မောင်တို့ကဟန်ချက်ညီစွာကိုပါကောင်း၏ပခုံးကိုအားပြု၍ဟိုတိုင်းပေါ်သို့ခုန်တက်သွားလိုက်ပါတော့တယ်ခဏကြာ၌တခင်မောင်တို့ထံမှအချက်ပေးတဲ့ကြားလိုက်ရသည်ဖြင့်ကိုပါကောင်းကခြေလန်းလေးလန်းစာများနောက်သို့ဆုတ်ကာအရှင်ဖြစ်ပြေးပြီးတော့ဟိုတိုင်းပေါ်သို့သွားကနေခုန်တက်သွားလိုက်ပါတော့တယ်ခြံဝဲထဲ၌တိုက်ကြီးတစ်လုံးရှိပြီးတော့တိုက်နောက်ဘက်၌စောက်လက်စရဆိုင်ထားတဲ့ပုံရတဲ့တိုက်ငယ်လေးတစ်လုံးနဲ့ပေ90ခန့်မြင့်တဲ့ရေစင်ကြီးတစ်စင်ရှိခဲ့ပါတယ်ကိုပါကောင်းရေစင်ပေါ်ကနေပြီးတော့ဟိုဘက်ခြံအချင်းတွေကိုကျုပ်တက်ကြည့်မယ်ဗျာကောင်းတဲ့တခင်မောင်တို့ကရေစင်ပေါ်တို့ကြောင်တကောင်ကဲ့သို့တက်သွားပြီးတော့ခုနှစ်တွေ့ခွင်ကြီးခြံဝင်းနဲ့သူလေ့လာပြီးခဏအကြာနဲ့ပြန်ဆင်းလာခဲ့ပါတယ်ဘလို့လဲတခင်မောင်တို့အိမ်ရှိမှာအဆောင်နှစ်ယောက်ပဲတွေ့တယ်ဗျာခြံနောက်ဘက်ကတော့ရှင်းနေခြံထဲကိုရောက်တာနဲ့ကျုပ်ကအဆောင်တွေကိုရှင်းမယ်များကအိမ်ထဲကိုဖောက်မယ်ညကြီးကိုဘယ်နေရာဖမ်းထားလဲဆိုတာကိုအရေးကြီးတယ်မလိုဘဲနဲ့တနက်မတုံးနဲ့တော့ဟုတ်ကဲ့ကိုပါကောကျုပ်တို့ဝင်ကြမယ်စားကြမယ်လေထုံးစံတိုင်းကျုပ်ကိုပင့်တင်ပေးဗျာအားတော့နာတယ်ကိုပါကောင်းရင်ကျုပ်ကခမားလိုခုံမတက်တဲ့တော့ဘူးဗျအားနာစရာမလိုပါဘူးဗျာ
ခြံဝင်းတဲ့သူရောက်တည်နေကိုပါကောင်းကကျောနောက်ဘက်တွင်ထိုးထားတဲ့ဓမြောင်ကိုထုတ်ကာပေါ်ပါလင်မြန်စွာအဆောင်များနေတိုင်းသည့်တပ်ပူလေးနောက်သို့ပြစ်ကတ်လိုက်ပါတယ်တခင်မောင်တို့ကလည်းခုနှစ်တွေခင်ခင်ကြီးတိုင်းနောက်ဘက်သို့ပြေးသွား၍အိမ်နောက်ဘေးတကားကိုဖွင့်ဖို့ကြိုးစားနေလိုက်ပါတယ်အဆောင်များနေထိုင်သည့်တိုက်ပူလေးနောက်ဘက်တကားအနီး၌ပုံကုန်နေခိုက်နောက်ဘေးတကားပွင့်လာပြီးတော့လူတယောက်ထွက်လာတဲ့ဖြစ်ကိုပါကောင်းကထိုသူ၏နောက်မှာလှည့်မြန်စွာဖမ်းချုပ်ပြီးတော့ဇက်ကိုလိန်ချိုးလိုက်ပါတော့တယ်ထို့နောက်ညီသက်သွားတဲ့ထိုသူကိုအသာချလိုက်ပြီးတော့တိုက်ပူလေးတဲ့သူခြေတန်းလုံးစွာဝင်လာခိုင်းပါတယ်တိုက်ပူလေးတဲ့၌ဒီပုံဆောင်တစ်ခုသာရှိပြီးတော့အရှိတ်ဘက်တွင်ဂရင်လေးလုံးရှိခဲ့ပါတယ်ဂရင်နှလုံးကတော့ခြံအောင်တင်ထားပြီးတော့ကြမ်းဂရင်နှလုံးကတော့ခြံအောင်ချထားတဲ့ဖြစ်အဲ့နေသည့်အဆောင်က2ယောက်တာဝန်ကျနေသည့်အဆောင်က2ယောက်ဖြစ်ပါလိမ့်မယ်အဲ့နေသည့်အဆောင်ကအလေးအပေါ်သွားရင်အိမ်တော်ပြီးသူထွက်လာခြင်းဖြစ်လိမ့်မည်ဟုကိုပါကောင်းတွက်ဆလိုက်ပါတယ်ဓမြောင်ကိုလက်ပြန်ကင်ထားပြီးတော့ဂရင်တစ်လုံးအနီးသို့အသာချင်းကဲ့၍ခြံအောင်ထဲသို့ကြည့်လိုက်တဲ့အခါမှာတော့ဘေးတစ်စောင်းအိပ်ပျော်နေသူကိုတွေ့လိုက်ရပါတယ်ကိုပါကောင်းကတော့ခြံအောင်ကိုအမြန်ဆွဲမှပြီးတော့အိပ်ပျော်နေသူ၏ပါးစပ်ကိုလက်ပြအုပ်ကလဲဘင်းကိုလှိပြန်လိုက်ပါတော့ခြေနဲ့လက်တို့တခဏမျှအကျော်ဆွဲပြီးတော့ငိတ်သက်သွားတဲ့အခါမှာတော့အင်းရှိတကားကိုအသာဟ၍ကြည့်လိုက်ရပါခင်ခင်ကြီးဤတိုက်ရှိ၌ဓာတ်ရှိလွယ်ပြီးတော့ခောက်တုတ်ခောက်ပြန်လမ်းလျှောက်နေကြတဲ့အဆောင်2ယောက်ကိုတွေ့လိုက်ရပါတယ်ကိုပါကောင်းကတော့မီးများပိတ်လိုက်ပြီးတော့အင်းရှိတကားစီသို့တွား၍အနီးမှာတစ်သားကုံကိုကန်ထုတ်လိုက်ပါတော့အိမ်ထဲမှာအတန်ကြားလိုက်တဲ့ဖြစ်အပြင်မှာအဆောင်1ယောက်ကတိုက်ပူလေးစီကိုရှောက်လာလိပါတယ်ကိုပါကောင်းကတော့လဲကျနေသည့်ထိုင်ကုန်ကိုခြေဖြင့်ထက်ကန်လိုက်ရအဆောင်ကတကားကိုဆော့ဖွင့်ပြီးတော့အထက်ကိုချောင်းနဲ့ခိုက်အာလဲမျိုးတဲ့တဲ့ကိုလက်တစ်ပြက်ဝင်သွားတဲ့ဓာတ်ချက်ကြောင့်အဆောင်ခမအတန်တော်မထွက်နိုင်တော့ပါအဆောင်ကိုအိမ်ထဲကိုဆွတ်တင်လိုက်စဉ်ကျန်အဆောင်မြင်သွားပြီးတော့ကျောင်းတော်မှာတရှိကိုဆွတ်ထုတ်ကပြေးလာတော့လေကိုပါကောင်းထံမှာလှစ်ခနဲ့ပြစ်ထွက်သွားတဲ့ရှင်ခရာကြီးဓမြောင်နဲ့မိတ်ဆက်လိုက်မိတဲ့အခါမှာတော့ဆိုတဲ့အတန်သာထွက်လာနိုင်ပြီးတော့ပုံလျက်သားကကြောက်သွားခဲ့ပါတော့တယ်ကိုပါကောင်းလည်းအချိန်ဆွဲမနေတော့ဘဲနဲ့ရင်ညွတ်၌ထုတ်ချင်းပေါက်စိုက်ဝင်နေတဲ့ဓမြောင်ကိုအမြန်ဆွမ်းလို့၍တဲ့အိမ်ထဲသို့ထိုးသွင်းလိုက်ပြီးတော့ခုနှစ်ရီကငင်ကြီးတိုင်းနောက်ဘက်သို့ပြေးသွားလိပါတော့တယ်တိုင်းနောက်ဘက်သို့ရောက်တဲ့ခါမှာတော့နောက်ဘေးတစ်ခါပွင့်နေတဲ့ဖြစ်တခင်မောင်တို့တယောက်တိုက်ထဲသို့ရောက်နေပြီဖြစ်ကြောင်းကိုပါကောင်းသဘောပေါက်လိုက်ပါတော့တယ်တိတ်ဆိတ်ညစ်သက်နေတဲ့လှုပ်ရှားမှုတစ်စုံတရာမိဖို့ဆောင်ကိုဖျက်ပြီးတော့အိမ်လေအခန်းတကားပုံတကွယ်မှအိမ်အတွင်းပိုင်းကိုလေးလာလိုက်ပါအိမ်အလေခန်းမှာတော့အခန်း3ခန်းရှိပြီးတော့အပေါ်ရက်သို့တက်သည့်ကျုံးလေကားကြီးကခက်ခက်ညာညာနေရာယူထားပါတယ်မိဖို့ခန်းမှာလွှဲ၍အောက်ထပ်တစ်ခုလုံးကိုပါရှင်ကိုစောအပြည့်ခင်းထားပါတယ်လူရိတ်သူရောင်တော့မမြင်သည့်အတွက်ကိုပါကောင်းကတော့အိမ်အလေခန်းသို့ခြေဖောက်ဝင်လိုက်ပြီးတော့ကျုံးလေကားပေါ်သို့တတိပြစ်တက်သွားခဲ့ပါတယ်အပေါ်ရက်သို့ရောက်တဲ့ခါမှာတော့အခန်းဖွဲ့စည်းထားခြင်းမရှိဘဲနဲ့ရှင်းလင်းနေသည်ကိုမြင်လိုက်ရတဲ့ဖြစ်ကိုဘောကအအောက်တိတ်ပြီးတော့မျက်ခုံးဝင်ပစ်တက်သွားလိပါတော့တယ်ကိုဘောအောက်ထက်မှာလေတံတိုးတိုးဖြစ်ခေါ်တန်ကြားလိုက်တဲ့ဖြစ်လေကားချင်းကိုလှန့်ကြည့်ပြီးတော့လက်ရက်ခွန်နေတဲ့တခင်မောင်တို့ကိုမြင်လိုက်ရတော့ကြောင့်အောက်တက်သူပြန်ဆင်းလာခဲ့ပါတယ်တခင်မောင်တို့ကကိုပါကောင်းဤပခုံးကိုအသာပုတ်ပြီးတော့ကျမ်းမြေကိုလက်ညှိုးထိုးကနှစ်ကိုကြားရုံလေတံတိုးတိုးပြပြောလိုက်ပါတယ်အောက်ထက်မှာဗျအောက်ထက်မှာဟုတ်လားမြောက်ခန်းရှိတယ်လေသွင်းဖို့ခေါင်းမိုးပေါ်မှာပန်ကန်တက်ထားတယ်ဝင်ပေါက်ကဗမာတော့ဟိုမှာလေကားအောက်ကိုကြည့်လိုက်တကယ်မောင်တို့လက်ညှိုးတိုးပြနေသည်လေကားအောက်ကိုကြည့်လိုက်ရမှာတော့လေကားနဲ့တွဲလျက်ရှိတဲ့ဘီတို့တလုံးကိုတွဲလိုက်ရပါတယ်ဘီတို့မဟုတ်ဘူးလားမဟုတ်ဘူးကိုပါကောင်းအနားကိုသွားကြည့်သိလိုက်မယ်ကလပ်ပြူအိမ်တော်တော်များများမှာမြေတိုက်ခန်းရှိတယ်ဗျအောက်ကိုဆင်းတဲ့ဝင်ပေါက်လဲအဲ့ဒီပုံစံပဲဒါဆိုရင်ခင်ခင်ကြီးတို့ကမြေတိုက်ခန်းထဲမှာနေကြတာပေါ့ဟုတ်လိမ့်မယ်ကိုပါကောင်းဒီကနေဝင်ရင်တော့ကျင်းတီပေါကျွတ်တို့ခန်းရလိမ့်မယ်အမှန်ပဲကိုပါကောင်းရေလေပေးတဲ့ပန်ကဘယ်နေရာမှာလဲတော့အပေါ်ခေါင်မိုးပေါ်မှာပန်ကကြီးတစ်လုံးရှိတစ်လုံးနဲ့တစ်လုံးက10ပေလောက်กว่าတယ်လေသွင်းတဲ့နေရာကိုတထောင်စစ်ဖွေးပုံလောက်ထားပြီးတော့အဝမှာပန်ကကြီးတက်ဆင်ထားတယ်ဗျခမရကတော်တော်နှံ့နေပြီနော်လူရေးသူအောင်မတွေ့လို့လိုက်ရှာရင်အဲ့ဒီရောက်သွားတာဟိုကိုပါကောင်းရကျုပ်စဉ်းစားမိတာတော့
လေပေးဆက်ပန်ကနားမှာအဝတ်တွေကိုမီးရှို့ပြီးတော့မီးခိုးတွေမှုတ်သွင်းခြင်းတယ်အတဲမှာမှုတ်ရင်အပြင်ကိုထွက်လာကြမှာပဲလीအဝတ်တွေကဘယ်ရမှာတော့ဗျာဟာဟိုကောင်လေးနေတဲ့နေရာမှာကျွန်တော်လည်းအေးရခင်းရှိတယ်လေဗျာခမပြောတဲ့အစီအစဉ်ကောင်းတယ်ကိုပါကောင်းရင်လို့ပြီမဲ့ပန်ကားတွေပိတ်လိုက်ရင်တော့ဘယ်လိုလုပ်မလဲဗျာမီးခိုးတွေလှိမ့်ဝင်သွားရင်တော့ပြေးပြီးတော့ပိတ်ဖို့တတိတော့ရမှာမဟုတ်ပါဘူးဗျာပန်ကားပိတ်လိုက်လေအထဲမှာဘယ်လိုမှနေလို့ရမှာမဟုတ်ပါဘူးဒီဘလူးအုံကိုမိုက်တိုက်လို့ပဲပေါ့ဗျာကြိုက်ပြီကိုပါကောင်းရင်ဟိုကောင်လေးတတိမိနေတာလားမဟုတ်အသေးသက်ခဲ့ကောင်းရောဗျာကိုပါကောင်းခမရဒီမှာစောင့်နေကျုပ်တွားတက်လိုက်ပဲဗျာကောင်းပါပြီဗျာခဏကြာနေတခင်မောင်တိုးတယောက်ကျွန်တော်တို့ကြီးထန်းကပြန်ရောက်လာခဲ့ပါကိုပါကောင်းကျုပ်တော့ကျွန်တော်နဲ့အကုန်ထွေးလုံးပြီးတော့ထက်လာခဲ့ပြီဗျာခမရစောင့်နေကျုပ်အပေါ်တက်ပြီးတော့စတော့ပြီမီးတော့ဟုတ်ပြီဘေးဘီတွေမြင်လို့မီးလောင်နေထင်မှလဲစိုးရသေးတယ်ဗျာဟာနောင်ခါလာနောင်စည်းပဲဗျာကျုပ်အပေါ်တက်တော်ပဲဗျာတခင်မောင်တို့ကျွန်တော်တို့ကြီးထမ်းပြီးတော့အပေါ်တက်သူတက်သွားချိန်မှာတော့ကိုပါကောင်းကဒိန်ထဲမှာတမြောင်ကိုထုတ်ရအတင်းပြင်ထားလိုက်ပါတော့လေကားအောက်ရှိမြေအောက်ခန်းတကားမှာညှော်နဲ့ထွက်လာပြီးတော့မကြခင်မှာပဲချောင်းဆိုးတံများဆဲဆူတံများအော်ရင်စီငယ်တံများနဲ့အတူအပေါ်သို့ပြစ်တက်လာတဲ့အတန်များကိုကြားလိုက်ရတဲ့ဖြစ်လေကားကွယ်နဲ့အတင်းစောင့်နေလိုက်ပါတယ်တကားတုံးခွင်တန်နဲ့အတူပြစ်ထွက်လာတဲ့လူတယောက်ထံသို့ကိုပါကောင်းကလေကားကွယ်မှလှစ်ခနဲ့ထွက်ကရင်ညွတ်သို့ပြက်ကန်လိုက်ပါတော့တယ်အော်အတန်တစ်ချက်သာထွက်နိုင်ပြီးတော့ခွေလဲကျသွားတဲ့သူ့ကိုဆွဲယူခြင်းပြီးမရလိုက်ပဲနဲ့အကြီးလာတက်လာကြတဲ့သူတွေကိုဂရုပေါက်ကဗျိုင်းဆောင်တယ်လို့ပဲတယောက်ပြီးတယောက်လှက်သိပ်လိုက်လေပါတော့တယ်လောကနဲ့အဆက်အသွယ်ပြတ်သွားတဲ့6ယောက်ကိုအပေါ်ထက်သူတက်သည့်လေကားရင်းတို့ဂရုတိုက်ဆွဲပြီးတော့စုပုံထားနေစဉ်မြေရောက်သူဆင်းသည့်လေကားပေါက်မှចောင်းတဟိုးဟိုးဆိုးကဒိန်းတရားမြေထွက်လာတဲ့အသက်ကြီးကြီးအမျိုးသမီးကြီးကိုမြင်လိုက်ရတဲ့ဖြင့်ကိုဘောင်တွေးပြီးသွားပါတော့တယ်ကိုယိုဖြစ်နေတဲ့ပြေးစရုံးနဲ့အမျိုးသမီးကြီးဟာတန်တန်မာမာထွန်းထွန်းမောင်မောင်ဖြစ်တော်လေမိကုန်းမုံနေသည့်အတွက်မူးဝေနေကြီးဖြစ်မိကိုကိုဘောင်တွေးလိုက်ပါတော့တယ်အမျိုးသမီးကြီးပင်မူးဝေနေပါကချုံတော်ခံထားရတဲ့မမြကြီးတယောက်ဘလို့နေမလဲတွေးလိုက်မိပြီးတော့စိုးရင်စိတ်ပြီးမြေောက်ခန်းနဲ့သူပြင်းစင်ပြလိုက်စေမြို့ပြည်ထံမှာလှစ်ခနဲ့ပြစ်ထွက်လာတဲ့အရာကိုမြင်လိုက်ရတဲ့ဖြစ်ဘေးတို့ဒိန်းဆောင်လိုက်ပါတော့တယ်ဟေးကောင်ခင်မောင်ကြီးအိမ်မော်ထဲမှာပြေးစင်းလာတဲ့တခင်မောင်တို့ခေါ်တဲ့ကြောင့်အမျိုးသမီးကြီးတွန့်ငနေဖြစ်သွားပြီတခင်မောင်တို့ကိုလှမ်းကြည့်လိုက်ပါကိုပါကောင်းအဲ့ဒါခင်မောင်ကြီးပဲဗျကျုံမြိုက်စုသွားလိုက်ဦးမယ်ကိုပါကောင်းကတခင်မောင်တို့ကိုခေါင်းချင်းပြလိုက်ပြီးတော့အမျိုးသမီးကြီးလှုပ်ရှားမှုကိုစောင့်ကြည့်ရင်တိုက်ခိုက်ဖို့အသင့်ပြထားလိုက်ပါတော့တယ်ဘာကောင်းပွဲကြောင်းပါကောင်းငါစီကိုစိုက်ညံ့ရောက်လာတာပါလားမြို့သမီးကြီးကဇာနိုင်လိုအင်ဂျီကိုဆွဲဖြဲလိုက်ပြီးတော့ဘန်ကောက်တမီကိုချွတ်လိုက်တဲ့အခါမှာတော့ကာဘီဘောင်းမီဝစ်စင်ထားပြီးတော့ကပတ်ဖြစ်ချိတ်ဆွဲထားတဲ့ဓာတ်စီတလက်ကိုမြည်တွလိုက်ရပါတော့တယ်ခမောင်ကြီးမင်းနဲ့ငါတွေ့ကြပြီပေါ့ကွာရတယ်ဘာကောင်းမင်းအကြောင်းလည်းငါကြားဘူးတယ်ငါအကြောင်းလည်းမင်းကြားဘူးမှာပေါ့ပွဲကြောင်းတွဲဟုတ်မဟုတ်တော့စမ်းကြည့်ကြတော့ပေါ့ကွာခမောင်ကြီးကခါမှချိတ်ဆွဲထားတဲ့တရှိကိုဒိန်ထဲမှာဆွဲထုတ်လိုက်ပြီးတော့ညာရှည်ရှစ်ခင်း၍တအူးကိုအောက်သို့ချလိုက်ပါတယ်မင်းဝင်းလာမလားငါဝင်းလာရမလားခမောင်ကြီးမင်းကပွဲကြောင်းသားကြီးပဲအရင်ဝင်းလာခဲ့ပေါ့ရတယ်လေဟိုက်ရော့ကိုပါကောင်းကမန်တန်ပေးပြီးခုံဝင်မိဟန်ပြင်လိုက်တဲ့အခါမှာတော့ခမောင်ကြီးကဇင်ရောတောင်ဖြန့်ဝိုက်ထားပြီးပိုက်ချလိုက်ပါတယ်ဝိုင်းတဲ့ပညာရှင်ပွဲကြောင်းပါကောင်းကတော့ခမောင်ကြီးထူသူပြုတ်မိကိုကြိုတိတပြည့်ပြည့်ကျမ်းမြေပေါ်သူလှက်ချပြီးတော့ခမောင်ကြီးဤဒုက္ခကွက်ကိုဖြတ်ကန်လိုက်ပါတော့တယ်။ထောင်းခမောင်ကြီးဟန်ချက်ပြတ်သွားသည်နဲ့ကိုပါကောင်းကနောက်ကျုံးပြစ်ထွက်ပြီးတော့ခမောင်ကြီးမြေးပြားကိုချင်မနှော့ဖြစ်ခတ်လိုက်ပါတော့။နောက်ပြန်လန်းသွားတဲ့ခမောင်ကြီးကလည်းနောက်ကျုံးပြစ်ပြီးတော့နေသားတကျနေရာယူလိုက်ပါတယ်။ခမောင်ကြီးကတော့ကိုပါကောင်းရှော့တက်လို့မရတော့မှကိုပြစ်သွားလိမ့်ပါတယ်။အမလေးမြေောက်ခမ်းမှာတနက်တန်တဲ့အတူညရီအော်တန်ကိုကြားလိုက်ရတဲ့ဖြစ်ကိုပါကောင်းအာယုံလွဲသွားခြင်းကိုအခွင့်ကောင်းယူကခင်မောင်ကြီးကလည်းပြေးဝင်ပြီးတော့ဓာတ်ပြပိုင်းတော်လဲတတိကောင်းတဲ့ကိုပါကောင်းကတော့အตาရတိတ်ဆောင်လိုက်တဲ့ဖြစ်ဓာတ်ချက်လွဲသွားတယ်လို့ဓာတ်ကင်ထားတဲ့လက်ကိုလည်းဖမ်းချုပ်ပြီးတော့ရာနှစောင်းကိုပြစ်သွင်းလိုက်ပါတော့တယ်လက်တိချက်ကြောင့်ခင်မောင်ကြီးခွေကနေထိုင်ကျသွားပါတော့တယ်ညရီတခင်မောင်တို့ညရီနဲ့တခင်မောင်တို့ကိုစိတ်မချကြီးခင်မောင်ကြီးကိုထားခဲ့ကမြေောက်ခန်းအဝသူပြင်းစင်ရင်ပြင်လိုက်စင်မှာ
နောက်မှခြေတန်းနဲ့အတူလေကိုခွင်းလာတဲ့အတန်နဲ့ကြားလိုက်ရတဲ့ဖြစ်ကိုရွတ်၍ငုံကတပတ်လှည့်ပြီးတော့ဓာတ်ပြခံတိုးလိုက်စင်မှာမင်းလာတင်နေရ၏ရံပုံခွင်းတစ်မြောင်ကခင်မောင်ကြီးနှစ်ကြီးတောင်ဓာတ်ကိုတိကနေဖျက်ချလိုက်သလိုတစ်ဆက်တည်းမှာပဲခင်မောင်ကြီးလင်းကိုတအူးကဖြတ်တန်းမိတ်ဆက်သွားလိပါတော့တယ်တွေးပေါ်ထက်နေသည့်လေဘင်းကိုလက်ပစ်ဖိရင်းနဲ့ကိုပါကောင်းကိုမျက်လုံးပြူးပြီးကြည့်နေရမှမှောင်လျက်သားလဲကျသွားလိပါတော့တယ်ကိုပါကောင်းလီကားမှာပြစ်တက်လာတဲ့မမြကြီးကကိုပါကောင်းကိုတင်းကျပ်စွာဖတ်ထားသဖြင့်ကိုပါကောင်းလည်းမမြကြီးကိုပြန်ဖက်ထားလိုက်ပါတော့တကယ်မောင်တို့ရောမမြကြီး तू တနတ်မှန်ထားတဲ့ကိုပါကောင်းဟင်ကိုပါကောင်းကမမြကြီးကိုလွှတ်လိုက်ပြီးတော့မြေအောင်ခန်းနဲ့သူပြစ်စစ်သွားတဲ့ခါမှာတော့နိုင်ရကိုမှီပြီးတော့ထိုင်းနေတဲ့တခင်မောင်တို့ကိုမြည်တွင်းလိုက်ရပါတော့တခင်မောင်တို့ကိုပါကောင်းဘယ်ကိုထိသွားတာလဲဘိုက်ကိုထိထားတယ်လာဟဲ့လူခမ ्या ကိုကြုတ်ထမ်းခေါ်သွားမယ်ရတယ်ကိုပါကောင်းမြကြီးကိုခေါ်ပြီးတော့ခမ ्या သွားတော့ကျုပ်ရာဇဝဝင်းကိုပြစ်တက်လိုက်မိပြီကျိုးစင်တက်ရမယ်အတူတော့မထူးတော့ပါဘူးကိုပါကောင်းရဲ့ဒီအိမ်ကိုမီးရှို့ပြလိုက်မယ်ဗျာဟာဗျာခမ ्या ဗျာကိုပါကောင်းကတခင်မောင်တို့ကိုပွေကပခုံးပေါ်ထပ်တင်လိုက်ပြီးတော့အပေါ်သို့ပြန်တက်လာခဲ့ပါတယ်မမြကြီးနောက်ကနေလိုက်လာခဲ့ပြီးတော့ဟုတ်ကဲ့ကိုပါကောင်းကိုပါကောင်းအိမ်ရှိမှာကားနှစ်စီးရှိတယ်ကားတော့ရောခြံတော့ရောကျုပ်ရဲ့ဘောင်းမီအိတ်ထဲမှာဗျတခင်မောင်တို့ခမ ्या ကိုတော့မချီးမိုးမနေနိုင်တော့ဘူးဗျာမမြကြီးသူ့ဘောင်းမီအိတ်ထဲကတော့ကိုနှိုက်လိုက်စမ်းပါဦးဗျရှင်ညကြီးကလုံစမ်းပါဗျအချိန်မရှိဘူးဟုတ်ကဲ့မမြကြီးကတခင်မောင်တို့ဤဘောင်းမီအိတ်ထဲကိုနှိုက်နေစဉ်တခင်မောင်တို့တံမှာရေတံထွက်လာတယ်ညကြီးမနိုင်နဲ့လေဟာခမ ्या နိုင်နေတာဘက်ကကားတော့ပဲမဟုတ်ဘူးတော့ရဘယ်ဘောင်းမီအိတ်ထဲမှာဗျဒီလူနဲ့တနတ်မှန်ထားတာတော့ဗစက်ကအငြင်းမနေဘူးဗျာမြင်လုံစမ်းမှာမမြကြီးကတခင်မောင်တို့ကိုမျက်စောင်းထိုးကြည့်ပြီးတော့ဘောင်းမီအိတ်ထဲမှာတော့ကိုနှိုက်ယူလိုက်ပါတော့တယ်တော့ရပြီကိုပါကောင်းကြီးခြံတကောက်အမြန်ဖွင့်ပြီးတော့ကားစီပြန်လာခဲ့ကြတော့ခြံတော့ကဘယ်ဟာလဲကိုပါကောင်းရဲ့ကျုပ်လည်းမသိဘူးလေတစ်ချောင်းမဟုတ်တစ်ချောင်းတော့ထိုးကြည့်ပေါ့ညကြီးကျုပ်ကိုတော့ပြန်ပေးကိုပါကောင်းကျုပ်ကိုထမ်းမထားနဲ့ခြံတကောက်ဟိုတာတွက်ခေါ်ပေါ်သွားတော့ကိုပါကောင်းကတခင်မောင်တို့ကိုအောက်ချမပေးဘဲနဲ့ပကုံးမှာထမ်းပြီးတော့ခြံတကားစီသူပြေးကခြံတကားသူရောက်တဲ့အခါမှာတော့တခင်မောင်တို့ကအောက်ချပေးလိုက်ပါတော့တခင်မောင်တို့ကတော့ကိုလင်းမြန်စွာဖွင့်လိုက်တယ်မှာတော့တစ်စက္ကန့်မကြာလိုက်ပါဘူးလာဗျာကိုပါကောင်းကတခင်မောင်တို့ကိုပကုံးပေါ်ပြန်ထမ်းပြီးတော့တိုက်ရှိရက်ထားတဲ့ခြံရှိမှာအော်စတင်ကားရှစ်ခန်းသို့ထည့်လိုက်ပါတယ်မမြကြီးကလည်းကားကြီးအနောက်ခန်းထိုင်ကုန်မှာတွက်လက်စွာဝင်ထိုင်လိုက်ပါတော့ကိုပါကောင်းဟောဒီတော့ဖြစ်မယ်ဗျအဲ့ဒီတော့ကရာဇဝတ်ဝင်စီကနေပြီးတော့နှိုက်လာတာရှင်းစိုးမှရက်ထားတာသူကားပဲဖြစ်မယ်ထင်တယ်တကယ်မောင်တို့ပြောဒီတော့ဖြစ်စံထုတ်လိုက်တဲ့အခါမှာတော့ကားဆက်ကနိုးသွားပါတော့တယ်ခမ ्या ကတော့ဗျာတကယ်လူပါပဲတကယ်မောင်တို့ရာကိုပါကောနောက်မှကြီးမိုးတော့ဗျာအခုကျုပ်ကိုဆရာသက်စီကိုအမြန်ပို့ဝေနော်သူ့မှာပန်းချပြီးဆရာဝန်ကြီးရှိတယ်ကောင်းပါပြီဗျာကောင်းပါပြီတရက်ရက်ပြေးနေတဲ့အနှဲ့ရောင်အော်စတင်ကားလေးပေါ်၌ကိုပါကောင်းတို့၃ယောက်တယောက်နဲ့တယောက်စကားမပြောဖြစ်ကြတော့ဘဲနဲ့တိတ်ဆိတ်ညင်သက်နေကြပါတော့ကိုပါကောင်းကျုပ် secret တောက်ချင်တယ်ဗျာ secret အနက်ကိုမခံနိုင်တော့လေဒဏ်ရထားတဲ့သခင်မောင်တို့စီးသက်သာရစီရင်ကိုပါကောင်းခွင့်ပြုလိုက်ပါတော့တယ်ရပါတယ်ဗျာတောက်ပါဒီတစ်ခါတော့ကိုပါကောင်းကသဘောကောင်းဖြစ်သွားပြီပဲဟာခမရဗျာစကားသိမပြောနဲ့ဗျာပြစ်ထွက်လုံသွားလိမ့်မယ်လူဆိုတာတစ်ခါပဲတေးရတာပါဗျာကျုပ်မတေးသေးရင်အခုလုံနေတဲ့ဟာတွေစွန့်လွတ်ပြီးတော့လွတ်လပ်ရေးအတွက်အလုပ်လုပ်တော့မလားလို့သိကောင်းတော့ဗောဗျာကျုပ်လဲကလပ်ပြူတွေကိုတော်လှန်ဖို့ဆုံးဖြတ်ပြီးသားပါဗျာကျုပ်တို့နိုင်ငံလွတ်လပ်ရေးရဖို့တထောင်တနေရာနေပါဝင်ခြင်းတယ်ခမည်းနဲ့ကျုပ်ကတော်လှန်ရေးကြီးမှစုံကျင်သေးတယ်လက်တွဲပြီးတော့တိုက်ချင်သေးတယ်ကိုပါကောင်းရဲ့ဖြစ်လာမှာဗောဗျာကမောင်တို့စီက secret နန့်ကိုမခံနိုင်ပြီမဲ့လဲကိုပါကောင်းကျန်နေနေမိပါတယ်တခိုးဝိစာတခင်မောင်တို့နဲ့လွတ်လပ်ရေးအတွက်အတူလက်တွဲကတိုက်ပွဲဝင်ချင်နေမိပါတယ်ညကြီးနှရောင်းဗမာလေ
secret ကိုနှကမ်းမှာတင်ရင်းနဲ့မေးလိုက်တဲ့တခင်မောင်တို့၏မိကုံကိုကိုပါကောင်းကအေးစိတ်တင်ငင်သည့်လေတံမြေပြန်ဖြစ်လိုက်ပါတယ်ကျုပ်စီမှာဗျကိုပါကောင်းကကားကိုလက်တစ်ဖက်ပြည့်ကျင်လဲစောမောင်းနေရင်းနဲ့ကြံလက်ဖက်ပြည့်ဘောင်းမီကိုရှော့၍ခါတင်ပတ်ထားတဲ့အနက်ရောင်အိတ်ကပတ်ကလေးကိုပုတ်ပြလိုက်ပါတယ်ဟောဒီမှာကြည့်ကျင်သေးလားတခင်မောင်တို့မကြည့်တော့ပါဘူးဗျာမြကြီးကခမ ्या ကိုတော်တော်ယုံကြည်ပုံရတယ်နော်ဟုတ်လားမြကြီးဟဲဘီလန်မှာကျုပ်တို့အပြစ်ခံရတော့ကမြကြီးကကားပေါ်မှာထားခဲ့ပြီးလက်လွတ်ပြေးသွားတာဗျသူအပန်းခံရတော့မှတိလို့ကျုပ်ကိုလှမ်းအောင်ပြောတာနဲ့ကားပေါ်သွားရှာခဲ့တာပါတခင်မောင်တို့ကြီးခမ ्या စီမှာရှိရင်စိတ်ချပြီးကိုပါကောင်စိတ်ချပါတခင်မောင်တို့ကြီးအနားယူလိုက်ပါအောင်ဗျာတင်းအားရပါရနားရတော့မှာပါဗျာကျုံမိတ်ဆွေကြီးကိုပါကောင်းနဲ့မတေခင်လေးကိုစကားပြောပြရစီအောင်ကိုမောင်တင်ရှင်အနားယူဖို့လိုတယ်ကျမကိုကယ်တင်ခဲ့တဲ့ကျေးဇူးကိုပြန်ဆက်ကျင်သေးတယ်ရှင်တင်တေလို့မဖြစ်ဘူးနော်ညကြီးကကျုပ်ကိုစိတ်ပူတယ်ပေါ့လေစိတ်မပူပါနဲ့ညကြီးရဲ့ကျုပ်မှစိတ်ပူပေးမဲ့မရတယောက်လုံးရှိပါတယ်ဗျခမ ्या လိုတော့ကျေးဇူးဆက်ချင်လို့ပူတာမဟုတ်ဘူးပတ်စံရှာမပေးနိုင်မှာဆိုးလို့လေလူပြိုကြီးကိုပါကောင်းကိုပဲကြည့်ဆက်လိုက်ပါမမြကြီးရဲ့ရှင်တော့လေရှင်လူကြီးကသာမြကြီးကိုစောင့်ရှောက်ရမှာရှင်အဲ့ဒီလိုလှုပ်ဆက်မှာဗျာကိုပါကောင်းကနောက်ကျင်ပန်းကနေပြီးတော့မမြကြီးကိုကြည့်လိုက်ပြင်မယ်ပေါင်နေတာကြောက်တော့မမြကြီးမြင်ရပြီမမြကြီးနဲ့နှလုံးသားကိုတော့မြင်လိုက်ရပါတော့တယ်မောင်ပါကောင်းမင်းတို့ပြေးကြတော့ခြံရှိမှာကားရလိုက်သည်နဲ့ခြံရှိထွက်ဆောင်နေသည့်ဆရာသက်ကအစည်းကျူပြောလိုက်သောစကားကိုကိုပါကောင်းမအံ့ဩမိပါကိုမောင်တင်တနက်မှန်ထားတဲ့ဦးကြီးရေသူ့ကိုထားခဲ့မင်းတို့နှစ်ယောက်ပြေးကြပြီတော့မပြေးရင်ကျိုးစင်တက်ရလိမ့်မယ်ဆိုမြင့်မောင်တင်ကိုတွက်ခေါ်ပြီးတော့အိမ်ထဲကိုပို့လိုက်ကွာဟုတ်ကဲ့ဆရာကြီးမင်းတို့နှစ်ယောက်ကားထားခဲ့တော့ရုပ်ဖြတ်ပြီးတော့ရန်ကုန်ကနေအမြန်ပြေးတော့ဖြစ်နိုင်ရင်ရိုးရဘက်ကိုပြေးအိန္ဒိယကိုပြေးရင်မလွတ်နိုင်ဘူးမောင်မောင်ကောင်ဟုတ်ကဲ့ဦးကြီးဒီမှာဦးကြီးရဲ့ဓာပါခင်ဗျကျုပ်ကိုမပေးနဲ့တော့လိုအပ်မရစောင့်သွားပြီးတော့မောင်ပါကောင်ဟုတ်ကဲ့ဦးကြီးအချိန်မရှိဘူးခြံထဲကိုဝင်ပြီးတော့အမြန်ရုပ်ဖြတ်ကြပြီးတော့ဆိုမြင့်မောင်တင်ကိုအိမ်ထဲကိုပို့ပြီးတာနဲ့ဟောဒီကာကိုလူရှင်းတဲ့နေရာမှာရက်လိုက်ပြီးတော့ဟုတ်ကဲ့ဆရာကြီးခင်ဗျားတို့သွားကြတော့မသိရင်ပြန်ဆုံးကြမယ်လွတ်လပ်ရေးမရမချင်းပြန်မလာကြနိုင်ဗျာဆုံးကြအောင်ပါတခင်မောင်တို့ရဲ့ကျုပ်တို့မြင်းလဲတွေမြင်နိုင်ခင်ဗျားကိုတတိရနေမှာပါကိုပါကောင်းရင်နှောင်းပါမှာလဲကိုပါကောင်းနှောင်းကကိုပါကောင်းစီမှာဆရာတဲ့ကြီးဟုတ်လားမောင်ပါကောင်းနှောင်းကိုမရောက်ပါနဲ့ကျုပ်အသေးချာမှားတယ်နော်မရောက်ပါဘူးဦးကြီးရဲ့အေးမင်းတို့အမြန်လောက်ကြတော့ကျုပ်လဲဆံဝင်ကိုဖုံးဆက်ခွဲရအောင်မယ်ကိုမြတို့ရွှေကုန်းဖေးဟာမှာနှောင်းလှူလိုက်တာကိုမောင်တင်သိရင်ဝမ်းသာမှာပဲနော်ဝမ်းသာမှာမြရဲ့ကိုမောင်တင်ဆုံးသွားတာဟုတ်ရဲ့လားကိုရဲ့ကိုတို့မော်လမြိုင်ကိုထွက်ပြေးတဲ့နေ့ကပဲဆုံးသွားတယ်လို့သတင်းကြားတယ်ကွာစိတ်မကောင်းလိုက်တာကိုရဲ့မဟုတ်ပြရစီနဲ့မြောက်ကိုလာခဲ့တော့ကလေသူတက်တီကိုမြင်ခဲ့ရတယ်ရာဇဝတ်ဝင်နဲ့မျက်နှာချင်းဆိုင်ပြီးတော့တနက်ချင်းရှင်းပြတာညလေမကြည်ရဲလို့မျက်လုံးမှိတ်ပြီးထားရတယ်ရာဇဝတ်ဝင်ကအဲ့ဒီကိုဘာလာလုပ်တာလဲညအဲ့ဒီရာဇဝတ်ဝင်နဲ့ခင်ကြီးကရှေးအောင်ပစ္စည်းတွေမှောင်ခိုလုပ်နေကြလीမြောက်ကိုဖမ်းမိတယ်ဆိုတာနဲ့ချက်ချင်းရောက်လာတာဟုတ်လားကိုတတိထားမိလားညတို့ဟဲဘင်မှာပြစ်ခံရတော့ကပလစ်တွေရောက်မလာတာလीညပြောမှာကိုတတိထားမိတယ်ကိုတက်လိုက်တဲ့ကွန်နတီခင်ကြီးမှာဟုတ်ရလားလို့ညတနေရဖြစ်နေတာဘာကြောင့်လဲညကိုဖမ်းသွားတော့ကကားပေါ်မှာမျက်နှာပုံးဆွတ်လိုက်တယ်ကားရိုက်လိုက်တဲ့အခါမှာညကိုအတင်းဆွဲခေါ်သွားကြတယ်လှေကားတွေကိုဆင်းတာမှတ်မိတယ်နောက်တော့ညကိုခုံတလုံးမှာထိုင်ခိုင်းလိုက်တယ်ခုံနဲ့တွဲပြီးတော့လက်နောက်ပြန်ကျူတုတ်ထားတယ်ကွန်နတီခင်ကြီးရောက်လာတော့ညကိုမျက်နှာပုံးချွတ်လိုက်တယ်ကွန်နတီခင်ကြီးကအတော်လာတဲ့အမျိုးသမီးကိုရဲ့တကယ်မောင်တို့ပြောတော့ကွန်နတီခင်ကြီးဆိုတာမင်းမရှာဆိုသူ့နာမည်ကခင်မောင်ကြီးဆိုမဖြစ်နိုင်ဘူးကိုညတွေ့တဲ့ခင်ကြီးကစကားပြောလဲချိုးတယ်လက်တန်လည်းပြောင်းတယ်သူမေးတာမဖြေလို့ညရဲ့ပါကိုဘယ်ပညာမဲ့ရိုက်တာများမျက်လုံးထဲကိုမီးပွင့်သွားမတတ်ပဲသူ့ကိုထိထားလေးလို့ခေါ်တယ်ကြားမိတယ်ကိုတက်လိုက်တဲ့ခင်ကြီးကဘီးစရုံးနဲ့ဗျနိုင်လွန်စာအင်ကြီးဝတ်ထားတယ်ညနဲ့တွေ့တဲ့ခင်ကြီးကလည်းဘီးစရုံးနဲ့နိုင်လွန်စာဝတ်ထားတာပဲအချိတ်တမီနဲ့ကိုရဲ့ဟုတ်လား
ကိုကိုတက်လိုက်တဲ့ကောင်ကဘန်ကောက်တမိန်နဲ့အရက်ကကိုကိုနဲ့အတူတူလောက်ဆိုတော့ငါးပေကိုလက်မလောက်ပေါ့ခင်ခင်ကြီးကခါမှာကပတ်နဲ့6လုံးပြူချိတ်ထားတယ်ကိုကိုရဲ့ဟုတ်လားတခုခုတော့လွဲနေပြီရှင်နဲ့မြကြီးလွဲနေရတော့တေးစားတော့ပဲညတွေ့တဲ့ခင်ခင်ကြီးကညနဲ့အရင်တိတ်မကွာဘူးအရက်တိတ်မကွာကိုလုံးကိုပေါ့ဆိုရင်လေညကတော့သူ့တဲ့ဖွားအောင်ပဲအသက်ကလည်းညနဲ့မတင်းမင်းတော့ပဲညက9ပေ4လက်မလောက်ဆိုတော့ကိုကိုပြောတာနဲ့လွဲနေတယ်ကိုကိုတက်လိုက်တဲ့ခင်ခင်ကြီးမဟုတ်တော့ဘူးလို့ညထင်တယ်ဟူကိုတရီခင်ကြီးဆိုတာနာမည်နဲ့လိုက်ပါကွာအဲ့ဒါကြောင့်လဲကိုတရီခင်ကြီးလို့နာမည်ကြီးတာပေါ့ကိုကိုရဲ့ညထင်ပြောရရင်တော့ကိုမောင်တင်ပြောတဲ့ခင်မောင်ကြီးဆိုတဲ့မိမရှာကခင်ခင်ကြီးရဲ့ရှစ်ထွက်မင်းသမီးလို့ထင်တာပဲသူလှုပ်ချင်တဲ့အလုပ်ကိုသူကိုယ်တိုင်မလုပ်ဘဲနဲ့ခင်မောင်ကြီးကိုခင်ခင်ကြီးဆိုပြီးတော့ရှစ်ထွက်ခိုင်းတာရောမဖြစ်နိုင်ဘူးလားငါလဲခင်မောင်ကြီးကိုခင်ခင်ကြီးလို့ထင်ခဲ့တာပဲလေကိုကိုတက်လိုက်တဲ့သူကခင်မောင်ကြီးဖြစ်နိုင်တယ်မပြောတော့ပါဘူးမြရဲ့တနေ့နေ့တစ်ချိန်ကြီးမှာတော့တွေ့ကြအောင်ပါပေါ့ကွန်နတီခင်ခင်ကြီးရဲ့အဲ့ဒီခါကျရင်တော့မင်းကကွန်နတီခင်ခင်ကြီးအစ်စ်လားလို့မေးရတော့မလားဖြစ်နေပါလိမ့်မြရဲ့အမှန်ပဲကိုကိုကြီးလောလောဆယ်တော့တော်လိုင်းကြီးကအရေးကြီးသေးတယ်လေကလပ်ပြူတွေကိုတိုက်ထုတ်ပြီးတော့လူလဲရပြီးရင်တော့မြနဲ့တွေ့ခဲ့တဲ့အတော်လှတယ်ဆိုတဲ့ကွန်နတီခင်ခင်ကြီးကိုတွေ့ကျင်ပါသေးတယ်ဟုတ်နော်ကိုကဘာဖြစ်လို့တွေ့ကျင်ရတာလဲ။အော်ကွန်နတီခင်ကြီးအစ်စ်ကိုမြင်ဖို့ကျင်လို့ပါအများရဲ့။ခင်ကြီးရဲ့အလှမှာရင်မှုသွားမှာဖြစ်။ကိုကအဲ့လိုလူမျိုးမဟုတ်ပါဘူးများရဲ့။အဲ့ဒီလိုမဟုတ်ဆိုပြီးတော့မြနဲ့လင်မယားတော့ဖြစ်နေပြီပဲဟာ။ဒါကမြကိုတယောက်တည်းပြစ်ထားခဲ့ရမှာစိတ်မချလို့ပေါ့မြရဲ့။ခင်ကြီးနဲ့တွေ့ရင်မြတော့ကြံခဲ့မှာတေးကြပါလေလေ။တွေ့ကြမယ်လို့တော့မထင်ပါဘူးမြရဲ့။စင်မီကတောက်လူဆဲဆဲဖြစ်နေပြီးတော့ကိုလည်းလွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ရင်းနဲ့တင်ရင်လည်းတည်သွားနိုင်တာပဲလေဟာနမိတ်မရှိစကားတွေမပြောပါနဲ့ကိုရဲ့အသေးသေးတော့တနေ့နေ့တစ်ချိန်ချိန်မှာတနေရာမှာစုံချသေးတာပေါ့ခင်ကြီးကြီးဟာကိုမကောင်းကအဝေးသူလှမ်းကြည့်ရင်းနဲ့နှကန်းလေးကိုရုံနာပြုံးလိုက်နေပါတော့ဟုတ်ကဲ့ပါစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းလေးကတော့ဒီမှာနေပြီးဆုံးခဲ့ပါပြီနောက်ထပ်အသေးသေးပြင်းရမှန်ဇလန်းလေးနဲ့စိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ပျက်များကိုဆက်လက်နားဆင်လို့ရအောင်ကောင်းကောင်းဝင်တာ channel လေးကို like and subscribe လေးလုပ်ပြီးကိုမမေ့ပါနဲ့နော်နားဆင်အားပေးတဲ့ပေးတဲ့ချင်းတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ